အားလုံးပဲမင်္ဂလာပါနော်ပြီးခဲ့တဲ့ပတ်တုန်းကလေပြန်ပြီးတော့မှဗီဒီယိုဖိုင်တွေပြန်စစ်တဲ့ခါကျတော့မှအဲ့ဒီတုန်းကကြံနေတဲ့ဟာလေးပေါ့နော်ဂျားထဲမှာပြတ်နေမယ်ထင်တယ်အဲ့ကြောင့်မလို့group audit နဲ့ပတ်သက်ပြီးတော့လည်းအဲ့တစ်ဖိုင်ပြန်ပြီးလိုက်ရနော်အဲ့ဒါလေးလည်းပြန်ပြီးတော့ဟိုဖြစ်မယ်ဒီ chapter တွေအကုန်ပြီးသွားတဲ့ခါမှာလေအဲ့ကကျတော့အခုဒီမှာကပြောနေတာက PPE ရဲ့ဟိုပေါ့နော် impairment PPE မှာကျတော့အများကြီးပဲပြောခဲ့တာအဲ့တော့ဒီအနောက်ပိုင်းလေးပဲဟိုဖြစ်မှာပေါ့ကျန်တဲ့ဟာလေးတွေကတော့ဟိုဖြစ်သွားပြီနော် IF37 တွေကိုလည်းဂျားထဲမှာတော့ပြောခဲ့ပြီးသားဒါပေမဲ့ restructuring တို့ဘာလို့နဲ့ပတ်သက်တာတော့နည်းနည်းကြံအောင်မယ်အဲ့တော့ဒီနေရာမှာတော့ဘာလေးထပ်ပါလာလဲဆိုတဲ့ခါကျတော့ဒီhealth force တွေပေါ့နော်မရောသေးဘဲနဲ့ကင်နာမယ် IFI spike တွေနဲ့ပေါ့သူက PPE နဲ့ချိတ်ဆက်တဲ့ IS တွေ IFI တွေအကုန်ပါလာတဲ့သဘောအဲ့တော့ PPE ရဲ့ disposal လုပ်တဲ့အပိုင်းကပဲစပြောလိုက်တော့မယ်နော်ကျန်တဲ့ PPE တွေကတော့ဒါတကယ်ဆိုလို့ရှိရင်ပေါ့ဒီစာအုပ်တွေကကျတော့အင်္ဂလိပ်လိုတွေတော့များလဲဟိုဖြစ်နေတဲ့ဒါလည်းပဲဟိုဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းတော့ကိုယ့်အနေနဲ့ကိုယ်လည်းပြန်ပြီးတော့ဟိုလုပ်လို့ရတယ်ဒါပေမဲ့notes ရေးထားတဲ့ထဲမှာတော့နည်းနည်းပဲကြံမှာပေါ့နော်ဒီမှာကြားတဲ့ခါကျတော့အဲ့ဒါလေးကလေnotes book ထဲမှာမပါဘဲနဲ့သက်သက် file တစ်ခုပေးတာရှိရနော်အဲ့ဒီ file ထဲကနေပြီးတော့မှကြည့်ရမှာအဲ့ဒီ PPE နဲ့ပတ်သက်တာလေးကအဲ့မှာကြံခဲ့သွားတာမို့လို့အဲ့တော့ဒါ PPE ကို disposal လုပ်တော့မယ်ဆိုလို့ရှိရင်ဥမာdisposal ဆိုတာရောင်းလိုက်တာရှိတယ်နှစ်မျိုးရှိနိုင်တယ်ပေါ့နော်ရောင်းလိုက်တာရောင်းရင်လည်းရောင်းမရောင်းဘူးဆိုဆော့လို့လိုက်ရတယ်ဆိုတာကဒါကိုယ်လည်းမရှိတော့ပါဘောနော် disposal လုပ်လိုက်တယ်ဆိုတဲ့သဘောတရားရောင်းလိုက်မှကိုယ်လည်းမရှိတာမဟုတ်တခါတလေမှဆော့လို့လိုက်ရတဲ့ကိစ္စတွေလည်းရှိမယ်ဥမာဒါအဆောက်အကိုက access လုပ်ထထားတဲ့အဲ့ဒီဟာတွေကပေါ့နော်ဒီမလွတ်မကင်းတဲ့မြေတွေဖြစ်နေလို့ဒီအဆောက်အဦကို cap လိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒါကလည်းပဲabandon လုပ်လိုက်ရတဲ့သဘောဖြစ်သွားမှာပေါ့အဲ့တော့ IS60 ရဆိုရင်PPE ကို de-recognize လုပ်တဲ့ချိန်က depreciation ကိုလည်းပဲ PPE ဆိုပြီးဖယ်ပစ်လိုက်တဲ့ချိန်မှာ depreciation လည်းရပ်မယ်လို့ပြောတာပြီးသားအပေါ်မှာねเนาะအဲ့မှာဘယ်ဟာစောရဘယ်ဟာနောက်ကျဆိုတဲ့ဟာသူကပြန်ပြောတာပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုစောရတယ်မှာဒီ asset အဖြစ်ဒီ asset register တွေကထုတ်ပြတဲ့အချိန်တော့လည်းကောင်းမဟုတ်ဘူးအဲ့ဒီနှစ်ခုတည်းကစောရကာလပေါ့နောက်ကကျတော့ဗာလဲဆိုလို့ရှိရင် health for sale ကကြတော့ဒီ IFRS ဒီမှာကြံခဲ့တာเนาะဒီ health for sale ရဆိုလို့ရှိရင် IFRS 5ကိုပြောတာတော့အဲ့မှာဘာကင်းကြီးပဲအဲ့တော့ဒီနေရာမှာ health force သေးနေတဲ့ကကြတော့သူကလက်ထက်မှာကင်ထားတယ်ဆိုလို့ရှိရင်သူ့ကို current access အောက်ကိုရွှေ့လိုက်တာဖြစ်တဲ့အတွက်တော့ IS တွေလည်းသိနေမှရမယ်နော်အဲ့တော့ဒီ current access အောက်ကိုရောက်သွားမှဖြစ်တဲ့အတွက်ဒါတွေကိုကြားတဲ့အခါကျတော့တို့ကPPE ဆိုတာမရှိတော့ဘူးပေါ့နော်ဒီ non current access အောက်မှာမရှိတော့ဘူးဆိုလို့ရှိရင်တော့ depreciation short ဆရာကိုမလိုဘူးတခါတည်းမှာသူတို့ကမှားပြီးစင်းသွင်းထားတယ်ပေါ့ခုနကပြောသလိုပဲ capital access သွင်းရမယ့်ဟာ access မသွင်းမဲနဲ့ရိုးရိုးပေါ့နော်ရိုးရိုးတာမန် expenditure နဲ့ပဲအစာအုပ်တွေအဲ့လိုမျိုးစောက်ထားတဲ့ဟာတွေရှိရဌာနတွေတော့များများမှာဆိုတယ်ဒါပေမဲ့အဲ့လိုမျိုးဟာတွေကိုပြန်ပြီးတော့စင်းကြီးခိုင်းတဲ့အခါမှာကြာလို့ရှိရင်တော့ access နေနဲ့စင်းတင်မယ်ဆိုလို့ရှိရင်ခုနကပြောသွားတဲ့အသုံးစေးကလည်းသက်ဆိုင်ရာဗဏ္ဍာရေးနေမှာကြာခံခဲ့ပြီးသားအဲ့ကကြတော့ဘလို့ပြန်ညှိရတယ်လဲဆိုတဲ့အခါကျ RE ကိုပဲရောက်သွားမှာပေါ့အဲ့တော့ profit and loss ရဲ့မှားခဲ့တဲ့အမှားမှန်သမျှဒီနေ့နဲ့မဆိုင်တဲ့အမှားပေါ့နော်ဒီ for the year အတွက်မှားတဲ့မှားတော့ဒီနှစ်တည်းမှာဒီသက်ဆိုင်ရာနှစ်တည်းမှာညှိလို့ရပြီမဲ့အဲ့ဒီနေ့တိုင်းမဆိုင်ဘဲနဲ့ဟိုးအရင်တော့ထက်ခဲ့တဲ့ဟာတွေအစာအုပ်တွေအများကြီးပြင်မှာရှိနေတယ်ဒါတွေကိုတွေးလို့ကောက်ပြီးထည့်မယ်ဆိုရင်ရောဒီမှာတော့ access ပဲဆိုကောက်ပြီးထည့်လိုက်လို့မရဘူးအဲ့လည်းသူ procedure လုပ်လို့နေရရှိအောင်မှာပေါ့ဒါ government မှာဆိုရှင်နော်ဒါပေမဲ့အခုစင်းကြီးတဲ့အပိုင်းပြောမယ်ဆိုတော့သူက RE မှာသွားညှိမှာပေါ့နောက် for the year ထဲမှာသူက expenditure ပြလုံးဝကိုအပိကြခံလိုက်တဲ့ဟာမျိုးပေါ့တာမန် expenditure နဲ့လုပ်လိုက်တယ်ဆိုတော့အဲ့လို့ရှိရင်ပြန်ပြီးတော့ပေါက်ထည့်မယ်ဆိုတော့ RE မှာ credit ဖြစ်သွားပြီးတော့ I မှာ credit access မှာ debit ဆိုပြန်ထည့်လိုက်တာအဲ့တော့သူဒီ balance sheet item ပဲထိလို့ balance sheet ကိုပဲထိသွားတဲ့သဘောပေါ့နော်ဒီဘက်က profit and loss ကိုလာပြီးတော့မှဘာမှမဖြစ်ဘူးမထိဘူးအဲ့တော့စီးကြီးတဲ့ဟာလေးလည်းကွာကျွမ်းရင်သိထားမယ်ဒါလေးကရိုးရိုးဆိုတော့သူတို့မိလိုက်တဲ့ခါမှာဘယ်လိုပြန်ပြောမှမသိတဲ့အချိန်နဲ့ဖြစ်တတ်တယ်အဲ့တော့သူတို့ကဘာပြောလဲဆိုတော့ဒါဆိုလို့ရှိရင်တဲ့ဒီဟာကြီးကပေါ့နော်သူတို့ကအာကြီးမှာပြန်တိုးလိုက်တဲ့ခါကျတော့အာကြီးကတက်သွားမယ်အဲ့တော့အာကြီးကတက်သွားတဲ့ခါမှာလူတွေကအဲ့မှာရပ်သွားတယ်တကယ်တော့ပြန်စဉ်းစားကြည့်လိုက်ဒါတွေဒီသူဝင်ငွေကောတွေပါဆောက်ခဲ့ပြီးတဲ့ကိစ္စတွေပေါ့နော်အဲ့လိုမျိုးဆိုကိစ္စမျိုးချိုးဟာတွေမှာဆိုဝင်ငွေကောမဆောက်မနဲ့လွတ်နေတဲ့ဟာတွေခုနကပြောတဲ့ item ဝင်ငွေကောဆောင်ပြီးသားဘာဖြစ်လို့စဉ်းစားကြည့်ရလေ expand မှာပါတာဖြစ်တဲ့အတွက်နော် expand မှာအဲ့ဒီနေ့မှာကြာခံခဲ့ပြီးသားဖြစ်တဲ့အဲ့ဒီနေ့ရဲ့ profit ထဲမှာဒါခုနေပြီးဘာညာအဲ့ပမာ profit ပမာဆောက်လိုက်တာဖြစ်ပြီးသွားရင်အဲ့အတွက်သူဒီအားကြီးမှာပြန်ညှိလဲသူဝင်ငွေကောတို့ contribution တွေဘာလို့ trust ရမလို့တော့ဘူးဒါပေမဲ့တချို့ item တွေမှာ revenue ဖော်ရမယ့်ကိစ္စကို revenue နေလည်းမဖော်ခဲ့ဘူးလုံးဝကိုမသိခဲ့ဘူးသိမလား omission ဖြစ်ခဲ့ပြီး transaction တစ်ချက်လုံးဝကြံခဲ့တာပေါ့နော်အဲ့လိုကိစ္စရမျိုးဆိုရင်တော့အခုမှပြန်ထည့်တဲ့သဘောပေါ့အဲ့လိုထည့်တဲ့ကမှာစီးညိတာဒီနေ့ရဲ့ဝင်ငွေမှုတော့တာဖြစ်တဲ့အတွက်ဒါတွေကကြံခဲ့တဲ့ဟာညှိအားကြီးမှညှိတယ်ဆိုညှိလိုက်ကြအောင်
အဲ့ဒါနဲ့ပြီးသွားတယ်အော်စီးရင်မှန်သွားပြီဆိုပြီးတော့ဒီကတော့ပြန်စဉ်းစားကြည့်ဦးသူဒီ revenue ဆိုတာဒီဒါ profit တိုးလာမဲ့သဘောပဲအဲ့လိုတိုးလာတယ်ဆိုလို့ရှိရင်ဒါနဲ့ပတ်သက်တဲ့ဟာကိုဝင်ငွေကောတို့ contribution လို့ဆောင်ရမှာပဲဒါသူသတ်မှတ်ထားတဲ့နှုန်းနဲ့အဲ့ဒီဟာမျိုးကိုစဉ်းညှိပြီဆိုအဲ့ဒီတစ်ချက်ကိုပြန်စဉ်းစားလူတွေကပထမ transition ပဲစဉ်းစားပြီးဒုတိယ transition ကိုမေ့သွားကြပေါ့နောက်တစ်ချက်ဆရာဦးကနိုင်မှာမဆိုအမြဲတမ်းပြောတဲ့စကားရှိတယ်အဲ့ဒါကဘာလဲဆိုအယောင်းဝယ်လုပ်တယ်မလားပစ္စည်းတွေကိုရောင်းနေဝယ်တယ်ဒါ inventory တွေရောင်းလိုက်ဝယ်လိုက်အဲ့လိုလုပ်တဲ့ခါမှာသူကဥမာအယောင်းဆိုလို့ရှိရင် sale မှာ revenue ပေါ့ခုဆို revenue မှာ credit နောက်တစ်ခါကျ balance sheet ဆိုတာကိုကလည်းပါဇက်ကလေးနေလို့ပြောနော်ဟို statement of financial position လို့ပြောရှင်းနေလို့မပြောတာအဲ့ကကြတဲ့ခါကျတော့ခုနကပြောတယ်ဘာလဲဆိုလို့ရှိရင်ဒါအယောင်းပေါ့နော်အယောင်းဆိုအဲ့လိုမျိုးတင်ခဲ့ပြီးသားနော်အဲ့တမှာမှအယောင်းထဲမှာလည်းဘာတွေပါနေ commercial test တွေထည့်တာဒါကြုံလို့ပြောရနော်အဲ့တော့ဒါ PPE ဆိုတဲ့ဟာနဲ့တော့ဆက်ဆက်မှုရှိဘူးဒါပေမဲ့သတိရလို့ပြောတာ transaction ဒီတစ်ခါတလေမှာပေါ့နော်တစ်ခုကိုလောက်လိုက်ထိလိုက်တာနဲ့နောက်တစ်ခုပါတန်းပြီးတဲ့ခါကျတော့ transaction တန်းပါတဲ့ဟာရှိတယ်ဒီ inventory မှာဆိုလို့ရှိရင်နော် inventory လား assets လားဒါလည်းကိုယ်ပြပြသိရမယ် inventory လို့ပြောလိုက်တဲ့ခါမှာဒီ inventory နဲ့ပတ်သက်ပြီးတော့တို့ကနော်အမြဲတမ်းပြောကြစကားရှိပါတယ် inventory တို့ assets တို့သတ်မှတ်ဖို့ပြီးမှပြောမယ်ခုနက transaction ဒီပစ္စည်းတစ်ခုကိုရောက်လိုက်ပြီဆိုရင်ကိုယ်မှာ stock မှာမရှိတော့ဘူး inventory မရှိတော့အဲ့အတွက် inventory မှာ credit ပြန်ပြမှာပေါ့ inventory ဒီ current assets အောက်မှာလည်းရှိသလိုမျိုး cost of goods ဆိုမှလည်းရှိတယ်နော်အဲ့ဒီတစ်ချက်ကိုသွားဖြစ်မှာဖြစ်တဲ့အတွက်ဘာလဲcurrent assets အောက်မှာရှိတဲ့ inventory မှာက credit ဒီဘက်မှာကကြတော့ cost of goods ဆိုမှ debit ဆိုတဲ့အချက်ကသွားရရမှာအဲ့ဒီမှာမရိုက်ဘူးဆိုရှင်ရောင်းတော့ရောင်းနေတယ်ဟိုဘက်ကအယောင်ငွေတွေလည်းပြတယ်ဒါပေမဲ့ပစ္စည်းကြတော့သွားပြီးတော့အပုံလိုက်ကြီးကြံနေတယ်လို့ဖြစ်မနေဘူးလားအေးအဲ့ဒါမျိုးပြောတာအဲ့တော့ transaction ဒီခုနကပြောလို့ပေါ့နော်transaction တခုကသူကလည်းသူဒီချိတ်ဆက်ရမယ့် item တွေထဲမှာဆိုလို့ရှိရင်လေနော်ဒီလိုမျိုးသူ့ဟာသူအဲ့လိုမျိုးတွေရှိတယ်အဲ့တော့စီးညှိတယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးခဲ့တဲ့နေ့ကစီးတွေကိုပြန်ညှိရင်ကိုတိုင်လဲဒါအခုလက်ရှိမှာ audit firm မှာလုပ်နေတဲ့လူတွေတကယ် government auditor အနေနဲ့လုပ်နေလို့ဒီလို double entry နဲ့တွေ့တဲ့အခါမှာတတိထားရမှာက transaction တစ်ခုညှိလိုက်တာနဲ့ပဲချိန်နဲ့သွားလို့မရဘဲနဲ့ဒီ transaction တစ်ခုကြောင့်မို့လို့ရခင်တော့က profit and loss ကိုသက်ဆိုင်ရာနှစ်တုန်းမှာသူဒီဝင်ငွေခွန်တွေ contribution တွေကိုမထည့်ဝင်ခဲ့ဘူးဆိုလို့ရှိရင်လည်းပဲဒါကကိုကပြန်ပြီးတော့မှဒါစီးစီးတယောက်အနေနဲ့ဒါကိုပြန်ပြီးတော့ဒါနိုင်ငံတော်ကနစ်နာတယ်လေနော်အဲ့ခါကျရင်ဒါကိုနိုင်နဲ့ဒါတွေကို recommend ပေးခဲ့တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့နောက်တစ်ခုကကျတော့ access နဲ့ inventory ကိုခွဲတဲ့ချိန်မှာတချို့ဟာတွေမှာဆိုလို့ရှိရင်ဥပမာပေါ့တို့စက်မှုတွေမှာဆိုရင်စက် engine တွေထုတ်တာတွေရှိတယ် engine တွေထုတ်တဲ့အခါမှာဒါ access မဟုတ်ဘူးအဲ့ engine ဟာသူ့အနေနဲ့ဆိုရင်ဒါသူ့ရဲ့ထုတ်ကုန်ဖြစ်တာဖြစ်တယ်သူ့ရဲ့ production ကမှထွက်လာတဲ့ထုတ်ကုန်ဖြစ်တာဖြစ်တဲ့အတွက်ဒါဒီစက်မှုဝန်ကြီးဌာနအနေနဲ့ဆိုရင်ဒါက inventory အနေနဲ့ဖြစ်နေမှာဒါပေမဲ့အဲ့ဒီစက်ကိုဝယ်သွားပြီးတော့ site ပြိုးရနေပြီးတော့မှအဲ့ဒီစက်ကြီးကို electron set တို့ဘာလို့ပေါ့ကွယ်အဲ့လိုမျိုးတွေဝယ်လိုက်ပြီးတော့ထည့်လိုက်မယ်ဆိုရင်အဲ့ဒါက access ဖြစ်သွားပြီဟိုဘက် site ပြိုးရေးမှာနော်မတူဘူးဒါကြောင့်မလို့ဒီဘက်မှာ inventory ဖြစ်တိုင်းဟိုဘက်မှာ inventory ဖြစ်ရမယ်လို့လည်းသတ်မှတ်ထားလို့မရအောင် inventory မှာတော့မှပဲ inventory ဒီအမျိုးအစားဒီ raw material ရှိမယ် work in progress ရှိမယ် finished goods ရှိမယ်နော်မျိုးစုံပါပဲအဲ့ပုံမှာအဲ့တော့တို့ကဒီ health for sale ဆိုတဲ့ဒီ PPE နဲ့ပတ်သက်ပြီးတော့ပေါ့နော် solve လုပ်လိုက်ရတဲ့ PPE ဆိုတာကိုဘယ်လိုပြောလဲဆိုတော့နော် depreciation ကိုဘယ်ချိန်မှရလဲဒါတော့ပြောနေကြပါပဲဒါ abandon လုပ်လိုက်တဲ့နေ့ဆိုတာက access နေနဲ့ပြုတ်သွားတဲ့နေ့ကနေစ depreciation လည်းထက်ဆရာမလို့တကယ်တော့ဒါပဲလွယ်တကူမှတ်တယ်ဆိုရင်တော့မဟုတ်ဘူးဆိုလို့ချင်းဟိုဟာနဲ့ဒီဟာနဲ့ဆောရကာလာပေါ့အဲ့တော့အကြီးချုပ်ပြန်မှတ်မယ်ဆိုရင် access ကနေဖတ်ထုတ်ပြီးတော့ current access ထဲက item တွေကို inventory တွေအကုန်လုံး depreciation short ဆရာမလို့အဲ့တော့တခါတလေမှာဘာတွေတွေးရလဲဆိုတော့ဦးစီးဌာနတွေပေါ့နော်ဒါကလည်း knowledge တွေနဲ့မှတ်ထားဖို့လိုအပ်တယ် CPA တက်ဖြစ်သွားပြီဆိုရင်ကိုက JV တွေပါလုပ်မယ်ဆိုရင်အဲ့တော့နေနဲ့ဆက်တဲ့စင်းတွေကိုရီးယားစစ်ရမှာနော် CPA တက်နေတဲ့အပြင်ရမယ်လှုပ်ပဲမမလှုပ်အဲ့ကကြလို့ရှိရင်ဒါဗမာပြည်မှာလုပ်ရင်တော့အဲ့တွေကြုံရမှာအဲ့ကကြတဲ့ခါကျတော့နော်ဒီဘာခေါ်မလဲဒီgovernment နဲ့ပတ်သက်တဲ့တချို့ဟာတွေမှာဆိုဦးစီးဌာနတွေမှာဆိုလို့ရှိရင်သူကအခုလက်ရှိအနေထားရဆိုအခုချိန်ထိပေါ့နော်သူအဲ့လိုမျိုးတန်ဖိုး short ရယ်မရှိဘူးသူကတစ်ဖက်သွင်းစီ single entry သိတယ်မလားအဲ့ single entry နဲ့သွင်းတာဖြစ်တယ်သူတို့မှာကဟိုးရှေ့က1000နဲ့ဝယ်ထားရင်သူ့ရဲ့ access register ထဲမှာ1000ပဲရှိနေမယ်အဲ့တော့သွားပြီးတော့နေရ depreciation မလျှော့ရဘူးလားနေရဒီလိုမလုပ်ဘူးလားအဲ့လိုသွားပြီး recommendation ပေးစရာမလိုဘူး तू က depreciation ကိုဒီလို method ကိုသုံးလိုက်တယ်အဲ့တော့နောက်တစ်ခုထပ်အများနဲ့မှန်နော် method ဆိုတာကပုံသိမ့်နည်းရချက်ထားတဲ့ method မဟုတ်ဘူး depreciation ဆိုတာကဒီပစ္စည်းဒီ asset ကြီးကိုအသုံးပြုပြီးတော့မှရလာတဲ့ income pattern ပေါ်မူတည်ပြီးတော့မှ
income pattern ကပေါ့ကွာဟိုမှာ10ဒီပစ္စည်းက10နှစ်သုံးရမယ်10နှစ်မှာတစ်နှစ်မှာ10သိန်း10သိန်းပြန်မယ်ဆိုညီမျှတယ်ဒါဆိုတိုင်းမဲ့တတ်နဲ့သုံးမဟုတ်ဘူးသက်သက်ချင်းမှာတော့သိန်း30လောက်ရမယ်နောက်တစ်နှစ်မှာ20နောက်တစ်မှာ30နောက်တစ်မှာ5သိန်းအဲ့ဒီရော့သွားမယ်ဆို reducing balance method နဲ့သုံးမယ်ဒါကအဲ့လိုမျိုးပေါ်မှာသူဟိုဒီ depreciation methods ကိုရွေးချယ်ခွင့်ကလည်းပဲ auditor ရွေးချယ်ရတာမဟုတ်ဘူး management ကသူ့သူစဉ်းစားတာအဲ့လိုမျိုး management ကစဉ်းစားတာအတီးပြတာကိုကသွားကြည့်မယ်ဟုတ်တယ်မလားဒီအထောက်ထားတွေယူကြည့်မယ်ယူကြည့်ပြီးတဲ့ခါကျတော့မှကိုပြန်စဉ်းစားမှာကဟုတ်ပြီသူလောက်ထားတဲ့ဒီ SSG ကိုတုံးပြပြီးတော့ရလာတဲ့ဟာနဲ့တော့ဒါဒီ reasonable ဖြစ်ရလားဒီ income pattern ကအဲ့လိုပြန်စဉ်းစားရမှာနော်အဲ့လိုပြန်စဉ်းစားပြီးတဲ့ခါကျတော့မှကိုကဒါဒီသိလျော်မှုမရှိဘူးဆိုတဲ့ဟာမျိုးပဲအကြံပြုလို့ရတယ်နေဒါမသုံးနဲ့နေဒါသုံးဆိုတဲ့ဟာမျိုး recommendation မှာရေးခွင့်မရှိဘူးသိလားအဲ့လေးလဲ knowledge နဲ့မှတ်တာဒါကိုတွေအခုလက်ရှိမှာကြုံနေရတဲ့ကိစ္စရက်ကလေးတွေပေါ့နော်ဘာလို့ဆိုတော့ကိုယ့်ရဲ့ knowledge ကိုလည်းဘာပြောကိုက auditor တယောက်အနေနဲ့ sharing လုပ်တဲ့သဘောဒီစာလောက်ပဲသင်တဲ့ဒီစာတွေလည်းကိုတွေသင်ခဲ့တဲ့စာတွေပဲဟုတ်တယ်မလားနော်အဲ့တော့လွယ်လွယ်ကူကူအချင်းချုပ်လေးပဲမှတ်ထားဖို့လိုတာကစာတွေတော့အများကြီးပြောလိုက်တယ်ဆရာမဘာတွေပြောနေလဲမသိဘူးအဲ့မှာ PPE ကိုဘယ်ချိန်မှာစားတွက်မလဲဘယ်ချိန်မှာထုတ်ပြမလဲ PPE ဆိုတာကဗလဲ cost model ရှိတယ် revalue model ရှိတယ်ဒါမျိုးကတော့ကွာဘယ်ချိန်ပဲထပေးမင်း CPA တယောက်ဖြစ်ကြိုက်တဲ့ချိန်မျိုးပြောကိုပြောတတ်နေမယ်အဲ့တော့ cost model နဲ့ revaluation model ဆိုတာလည်းပဲ management ပဲရွေးချယ်တာဒါကိုသွားပြီးတော့နေက cost model တွေတုံးတယ်နေဒါကို revaluation လုပ်တဲ့တယ်ပြောလို့မရဘူးအခုအစိုးရမှာရှိတဲ့ဟာတွေအကုန်လုံးက cost model နဲ့ပဲသွားတာအဲ့တော့သွားပြီးတော့ဟဲဒီအစာအုပ်ကြီးကတိန်းကိုတောင်းနဲ့ချီတန်နေတာနေဒါကို revalue လုပ်ဆိုရင် तू ကဒီတိုင်းလုပ်လို့မရဘူးသူကဒီလိုမျိုးလုပ်ဖို့အတွက်အစိုးရမှာဒီ regulation တွေကတွားရသေးတယ်ကိုက JB လုပ်ပြီဆိုရင်နော်အဲ့လိုမျိုးနားလည်ဖို့လိုတယ် JB နဲ့ joint operation နဲ့လည်းမတူသေးဘူး JB ဆိုတာကအစိုးရက49ပါမယ်ပုဂ္ဂလိက51အစိုးရက51ပုဂ္ဂလိအဲ့လိုမျိုးတွေ JB ဆိုတာအဲ့လိုမျိုးပေါ့နော်အဲ့တော့လူတွေကထင်တာက JB မှာဒီပုတ်စာတွေမှာတင်လိုက်တော့50ဆိုတင်လိုက်တယ်ပေါ့နော်အဲ့ဒါတကယ်လက်တွေ့မှာအဲ့လိုမျိုးတွေမဟုတ်ဘူးတကယ်တော့ JB တွေလည်းရှိတယ်တို့ BA မှာလည်းတင်နေရမှာပေါ့နော်အဲ့သူ့ရဲ့ဒီ grow methods လို့ခေါ်မှာပေါ့ how to grow ပြောင်းစဉ်းစားတဲ့အခါမှာဒါသူများနဲ့ပေါက်ဆက်တဲ့နည်းတွေအများကြီးရှိတယ် franchising နဲ့သွားမလားနော်ပြီးတဲ့အခါရှိရင်ဗာလဲတို့ licensing နဲ့သွားမလားကိုကတော့နီးပညာပဲကိုမှနီးပညာမရှိကိုကဆက်ရှိတယ်ဒါဆိုနီးပညာရှိရလို့နဲ့ပေါင်းမလားအဲ့ဒီပေါ်မူတည်ပြီးတော့စင်းသွင်းတဲ့ဟာတွေလည်းကွဲလွဲသွားတာအဲ့ဒီကွဲလွဲတဲ့ပေါ်မူတည်ပြီးတော့ auditor လည်းသွားစစ်တဲ့သဘောပဲဒီ PPE ဆိုတဲ့ကိစ္စရဆိုလဲဒီပါဝါစားပြီးတော့အခုခေတ်ကလူတွေကကြတော့ဘာပဲတွေ့ရမလဲဆိုရင် IS တွေ IFRS တွေပဲတွေ့ရတော့မယ်ကိုအဲ့ဒါတော့ကိုသိမ့်မကြိုက်ဘူးပဲဆိုတော့အရှိကပေါ့နော်ဆောင်းမှာမေးချင်မေးချင်နေဒါပေမဲ့ပေါ့နော်ဘာခေါ်မလဲbasis ပေါ့တချို့ကျတော့အခု CPA တက်လာတဲ့လူတွေကကျတော့ entrance ကနေလာတယ်ဆိုလို့ရှိရင်တခြား major တွေကလာတဲ့အခါမှာဒီလိုမျိုးကိုတွေသင်ခဲ့ရတယ်လို့မျိုးပေါ့နော်စီးရင်တွေကအများကြီးပဲအမျိုးပေါင်း15မျိုးလောက်ရှိတယ်ကုမ္ပဏီအကောက်တို့ partnership အကောက်တို့တကယ်လက်တွေ့မှာအပြင်မှာလုပ်နေတာကဒီအစစ်လောက်တော့မရှိဘူးတော့လည်းပြောရင်ဒီ partnership ဘာညာလောက်တော့မရှိဘူးသူတို့က DIS ဆိုတာဝေးပဲဗမာပြည်မှာသွားပြီးတော့လုပ်ကြည့်လိုက်နော်အဲ့ခါကျရင်ကိုကသွားပြီးတော့မှစက်တက်ထွင်ပြီးတော့ဒါကတော့ငါစာမှာငါ CPA မှာဒီလိုသင်ခဲ့တာဒါကြောင့်မလို့နေဒီလိုပြောလိုက်လို့ပြောလို့ရသလားဗမာပြည်မှာရှိတဲ့တထေးတော်တော်များများကလေဒီ CPA ထဲမှာဖြစ်နေတဲ့တထေးသိမရှိဘူး audit firm မှာပဲသူ့သူလုပ်နေတဲ့လူပဲရှိတယ်အဲ့ကကျတော့ဘာလဲဆိုတော့နားမလဲတဲ့ခါကျတော့ပြောရတယ်နဲ့ခက်တယ်တချို့ကိစ္စရတယ်မှာပေါ့နော်အဲ့ကြောင့်မလို့ကိုအနေနဲ့ပဲပေါ့နော်ကိုကစင်းစစ်ပြနေတဲ့အကြံပြုတဲ့စကလုံးကိုပဲကိုကအကြံပြုရမယ်နော်အဲ့တော့ तू revalue မလုပ်တဲ့ကိစ္စကိုသွားပြီးတော့နေဘာကြောင့် revaluation မလုပ်တယ်လဲဘာညာအဲ့လိုပြောလို့မရဘူးဒါအစိုးရက तू cost model နဲ့သွားနေတာအဲ့တော့ depreciation short ပဲဦးစီးဌာနမှာ depreciation မ short ဘူးအဲ့ short လာတဲ့ဟေးတစ်ခါကြရင်အဲ့ဒါဘယ်ချိန်မှာပဲလုပ်တဲ့တလဲဆိုတော့ဟိုပါပေါ့နော်ရောင်းစားတော့မယ်အပြင်မှာဒီတော့ government လူတွေပါနော်အပြင်ဟိုပါပေါ့အစိုးရရဲ့ပစ္စည်းတကူကလေရှေ့ခေတ်ကတို့ဘာခေါ်လဲစပိတ်အစုပ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ဒါကိုအိမ်မှာဆိုရှင်အစုပ်သွားပြီးရော့ဒီမှာအမိုက်ပုံနဲ့ပြလိုက်တော့ဆိုရတယ် no အဲ့လိုမရဘူးနော်ပြင်ဆင်ထိမ့်သိမ့်မှုတွေလုပ်တယ်ပြင်ဆင်ထိမ့်သိမ့်မှုတွေလုပ်ပြီးဆိုလို့ရှိရင်အဲ့ပြင်ဆင်ထိမ့်သိမ့်မှုနဲ့ပတ်သက်တဲ့သိအတူစတော့ဘာညာဒါတွေအကုန်လုံးအဖွက်ဖွဲ့ပြီးတဲ့ခါကျတော့မှဒီလိုစဉ်းစားတဲ့ခါမှာဟုတ်ပြီနော်ရောင်းတော့မယ်ဆိုတဲ့ခါမှာအဲ့ပစ္စည်းကစုပ်ပြတ်တတ်နေပြီအဲ့တော့ scrap value ဆိုတာစကြတဲ့သတ်မှတ်ထားတယ် depreciation တွက်တဲ့ခါမှာ scrap value ဒီနောက်မှလာသတ်မှတ်လို့မရဘူးဟိုစကြတဲ့သတ်မှတ်ထားတာအဲ့ scrap value ဒီ investment cost တွေကနေ scrap value ကိုနှုတ်ပြီးတော့မှ invest ဟိုနဲ့ပြန်စားတယ်မလားတို့ကအဲ့လို useful life နဲ့စားတယ်အဲ့တော့ဟိုတစ်ဘက်ကရှေ့တစ်ဘက်မှာပြောတဲ့ဟာလည်းရှိရနော်useful life ပြီးတိုးသွားရင်လည်းပေါ့နော်သူ့ရဲ့အပြင်မှာရှိတဲ့တက်တန်းတဲ့တိုးသွားရင်တော်လကောက်ရှည်သွားရင်တော်လကောက်ရှည်သွားဆိုမှ10နှစ်ရှိတဲ့ဟာနှစ်20လောက်လုံးပြီးသွားတယ်ကိုက depreciation နဲ့ short ပြီး10နှစ်လောက်လဲရောက်ရောအဲ့ဒီပစ္စည်းကလည်းပြက်ရောအဲ့လိုမျိုးတွေပေါ့နော်10နှစ်လောက်ရောက်ပြက်ဆိုပြန်ပြီးတော့မှဒါ revise ပြန်လုပ်တယ်အဲ့တော့ဒီ audit သွားစီတတိထားသူတို့ဒီတစ်ခါတလေမှာ consistency မဖြစ်ဘူး
အဲ့ဒါဘယ်လိုသိရလဲဆိုတော့တို့လေ analytical review နဲ့ကြည့်ရတာပေါ့စီးရင်စစ်ဆေးတဲ့အခါမှာတိုင်းကမှုရှုထုတ်ပေါ့နော်ရောက်ပြီဆိုတော့ ਨੇ တို့ government auditor တွေကပို့ဆိုတာကဘာလဲဆိုတော့မစင်စားဘူးအုံနောက်တက်ကအတွေးနဲ့အလုံးမလုပ်ဘူးသိလားတရက်လောက်စဉ်းစားလိုက်စမ်းပါအဲ့လိုတရက်လောက်စဉ်းစားလိုက်ပြီးဒီ audit ကြီးကိုစိတ်ထဲမှာ frame ချကြည့်လိုက်စကြတဲ့မသွားခင်ကလေးကလည်းတကယ်တော့ government က planning အားနေတာပေါ့နော်ပြောမဆိုအပြင်ကလူတွေလည်းအားနေတာပါပဲဒီ planning ကိုဟိုချတယ်ဆိုတာကပုံသိနည်းနဲ့ချသွားတာအပြင်မှာ audit fund တွေမှာကြည့်လိုက်ရေးလာတဲ့ report ကလည်းဘာလဲဒီဟိုဘာလဲ true affair ဖြစ်ပါတယ်ခုချိန်ဒီသုံးနေလို့ပဲဟဲ့ဒီမှာစာသင်နေပြီဒီ free from material mistake ပဲဖြစ်တယ် CCPA တွေဒီတက်ရောက်ရင်အဲ့စကလုံးအဲ့နေရာမှာအစားထိုးတော့ပေါ့ဟုတ်တယ်မလားအရင်လူတွေလည်းဒါ CPE ရပါတယ်ဘာတွေလောက်တာပဲဒါပေမဲ့လည်းရှေ့ရှေ့ခေတ်ကလူတွေမပြောင်းဘူးအဲ့စကလုံးသုံးလုံးတွေအဲ့တော့စကလုံးသုံးလုံးဆိုတာလည်းအရေးကြီးတယ်သူခေတ်ကာလနဲ့ညီလျော်ညီစွာနိုင်ငံတကာမှာဒီလိုပြောင်းလဲသွားပြီဆိုတော့ကိုယ့်ရဲ့ဆိုတော့ကိုယ့်မှာလည်းကိုပြောင်းလဲရမယ်အဲ့ဒါမှတာလည်းနိုင်ငံတကာနဲ့အဆင့်မီတဲ့ဒါ auditor ရဲ့ independent auditor report ဖြစ်မှာဟုတ်တယ်မလားတို့ audit fund ကပြည်နေတဲ့ report ဘာရေးထားတဲ့ခေါင်းစည်းမှာဖတ်ကြည့်လိုက်ပါဝါကလည်းသင်ခဲ့ပြီးသားနော် independent auditor report of ဆိုပြီးတော့မှနောက်မှဘာညာတရကမှသူ့ရဲ့လုပ်ငန်းနာမည်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဒါလွယ်သွားပြီလေ့လာပေါ်မှာ AI ကနေပြီးတော့မှဘာလို့ကိုယ်တွေဆို audit ဆိုလို့ရှိရင်ဒီအဖွဲ့အစည်းနာမည်ရေးလိုက်ဒီအဖွဲ့အစည်းကိုဒီအဖွဲ့အစည်းမှာဒီလိုစစ်နေတယ်စစ်တဲ့အခါမှာဒါနဲ့ပတ်သက်ပြီးချိတ်ဆက်စစ်ဆေးဖို့တစ်တာကဘာဘလို့စင်းထောက်ထားတွေရှိတယ်လဲဟဲ့ပြန်ပြောတယ်နော်အကုန်လုံးဒါပေမဲ့အကုန်လုံးတော့ယူလို့မရပါပဲခုမှလမ်းစာတစ်ခုတော့တွေ့သွားတယ်။အော်ဒါဆိုရင်ဒီတန်းမှာငါပြန်စဉ်းစားရတော့မယ်နော်။အခုကလည်းအတူအပတွေကလည်းတအားပေါ်နေတယ်။နော်တော်တော်များများလေးဗာလဲဆိုတော့အခုလေတို့ဘာခေါ်လဲဘာကုတ်တွေထည့်ရတယ်မလား။ဘာကုတ်ဆိုတာက scan ဖတ်ပြီးတော့ပေးရတဲ့ဟို K ပေးလိုမျိုးပါမျိုးနဲ့ပေးရတဲ့ခါမှာအဲ့ဒီဘာကုတ်အကွက်ဟိုပေါ့နော်ဒါကိုတွေရဲ့အတွေ့အကြုံရပြပြတာပါ။ဒါမျိုးတွေကိုကိုဟိုကစစ်မယ်ဆိုရင်လည်းပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခါကြလို့ရှိရင်ဒီဘာကုတ်တွေကကြတဲ့ခါကျတော့အကွက်ကလေးတွေကလေဒို့ဟိုမှာတွေ့ဘူးတယ်မလား scan ဖတ်လို့ရှိရင်အကွက်ကလေးလေးတောက်ကွက်ကလေးတွေအဲ့ဒီလေးတောက်ကွက်ကဒီဥပမာပေါ့အခွန်ဦးစီးဌာနကိုတွင်းရတယ်ထားလိုက်ပါတော့ကိုရီးယားတခြားဌာနတစ်ခုစစ်တယ်ဒါအခွန်ဘက်ကိုတွင်းတဲ့အခါမှာဒီအခွန်ဘက်မှာလေအဲ့ဒီလေးတောက်ကွက်ကြီးကကြီးလာလိုက်အဲ့ဒီအလဲလားဆိုအလဲလားပဲနော်ဟိုမဟုတ်ဘူးတနေရာလေးကိုတွင်းတာပဲအဲ့ဒီအကွက်ဒီသေးလိုက်ကြီးလိုက်ဆိုရင်အဲ့ဒီ scan ကိုဇင်းစစ်ကဖတ်ကြည့်လိုက်တာဆမ်းပြီးတော့နော်အကုန်လုံးမဖတ်နိုင်ဘူးဖတ်လိုက်တဲ့အခါမှာအဲ့ဒီ scan ဖတ်တဲ့ဒီဟိုဘက်ကိုတကယ်လို့သာမှန်နေဆိုရင် तू အဲ့ဒီ link တန်းဝင်လို့ရတယ်အခု IT နည်းပညာဖြစ်တဲ့အခါမှာနော်သတိထားဖို့ပြောတာစဉ်းစားတွေကိုအဲ့လောက်ထိလူတွေကတကိုးချဖို့အလုပ်တွေကိုလုပ်နေကြပြီအဲ့ကကြတော့အဲ့လိုဝင်တဲ့အခါမှာဟိုကဝင်လို့မရတော့ဘူးလေအတုဆိုတဲ့အခါကျတော့ဒီ scan ကအတုဆိုဝင်လို့မရတော့ဘူးအဲ့ဒါဒီစဉ်းစစ်ဒီဟို scan ကိုတော့ဖတ်လို့မဟုတ်ဘူးနော် तू ကဘယ်နေရာမှာစဉ်းစားလိုက်လို့အဲ့ဒါမျိုးတွေတွေ့သွားလဲဆိုတော့စာရွက်ကိုပဲရှင်းကြည့်တာအဲ့တော့လူတွေကပြောတယ် IT audit IT audit မလုပ်နဲ့အောင်ရိုးရိုး audit လုပ်တဲ့ချိန်မှာတော့ပဲအဲ့ဒီအကွက်ကလေးတွေမျက်လုံးကမြင်လားမသိဘူးနော် KP နဲ့လူတွေပေးတတ်တယ်နော်ကိုတွေကိုဒါကျူရှင်လကပေးရတယ်အဲ့ KP နဲ့ပေးတယ်မလားအဲ့မှာ scan ကွက်ကလေးပေါ်လာတယ်လေဈေးဝယ်လို့ဘာညာဆိုရင်တော့အဲ့ဒီ scan ကွက်ကလေးကိုဟောပေါ့ကွာတလထဲမှာရှိတဲ့စာရွက်ကို3 4 5ရွက်လောက်ရှည်ကြည့်လိုက်တဲ့အခါမှာတကွက်ကကြီးနေတယ်တကွက်ကသေးနေတယ်ဒီနေရာပဲရှင်းတာနော်အဲ့လိုဖြစ်လို့မရဘူးပြီးလို့ရှိရင်တော်များဘာတွေတွေ့ရလဲဆိုတော့ဘောက်ချာတွေမှာလေဘောက်ချာတွေမှာဘောက်ချာအတုလောက်တာနော်ဘောက်ချာအတုဘယ်လိုလုပ်လဲဆိုတော့ကြည့်လိုက်ရင်ဘောက်ချာအယောင်နဲ့ပဲဒီတိုင်းပဲအခုအတုလုံးလို့တအားလွယ်တဲ့ခက်ဖြစ်သွားတဲ့အချိန်မှာဒါတွေလည်းအပြင်မှာပဲစစ်စစ်အထက်မှာပဲစစ်စစ်ဒါတွေကို auditor အနေနဲ့လှုပ်တဲ့ခါမှာဒါအကောင့်ထဲတွေကိုတင်ပေးနေတာမဟုတ်ဘူးเนาะဒီလိုစာရေးစာတမ်းတွေလုပ်ဖို့ပြောနေတာမဟုတ်ဘူးအဲ့လိုမျိုးတွေလုပ်နေတယ်ဆိုတာကိုစင်းစစ်ကလည်းသိနေပြီဆိုတာကိုပြောပြတာအဲ့တော့ကိုရီးယားမှာ printed number တွေပါတယ် choice ဆိုရင်သူ့ရဲ့ပေါ့เนาะဟိုဆိုင်ရဲ့ဟိုဘာလဲ logo ကြီးနဲ့ပေါ့အများကြီးပဲပါတယ်ဘာပေါ့เนาะမ God Brother ဘာညာပေါ့အဲ့ဒီအောက်မှာ God Brother ဆိုလို့ရှိရင်သူကလုံးဝနံပါတ်တွေနဲ့နော်ဒီမျိုးနံပါတ်တွေနဲ့သူအဲ့ဒီမျိုးဆိုသူကလိမ်လို့မရတော့ဘူး။ဒါဆိုအဲ့ဒီဆိုင်ရဲမှာတော့မှပဲသူ့ရဲ့ဘာခေါ်လဲအရေးလိုမျိုးလေးထည့်ထားတဲ့အခါမှာသူဖိုးပြီးတော့မှအဲ့လိုလို့မရတာသူတို့မလုပ်ဘူး။ဒါပေမဲ့တချို့ဟာလေးရှိရမလားတချို့ပြေစာလေးတွေအပြာရောင်လေးတွေအနီဟိုအဝါရောင်လေးတွေမှာပါလေကိုယ်ဆိုင်လိပ်စာလေးတွေပေးရတာသူတို့လုပ်ပြီးတော့အဲ့ဒီစာရွက်နဲ့သူတို့ထုတ်လိုက်တာ။ဒါပေမဲ့သူတို့က printed number မပါတော့ဘူး။အဲ့ဒီ printed number ကိုဘာလို့လဲလဲဆိုတော့ तू ကဘယ်လိုလုပ်လိုက်လဲဆိုတော့ तू က work ခံတာနော်အဲ့ဒီ printed number ကိုစက်ကူကလေးနဲ့ဟိုကတ်လိုက်တယ်ကတ်ပြီးတော့မှအဲ့ဒီဟာမိတ်တူကူလိုက်တယ်မိတ်တူကူပြီးတော့မှအဲ့ဒီမိတ်တူကိုပဲခုနကပြောတယ်အယောင်ပါတဲ့စာနဲ့ထုတ်လိုက်တဲ့အချိန်မှာအယောင်ဒီဟာ copy ဖြစ်သွားတဲ့သဘောပေါ့ကွယ်အဲ့လိုလုပ်လိုက်တဲ့အချိန်မှာ PDF file လုပ်ပြီးတော့အဲ့လိုမျိုးထုတ်လိုက်တဲ့အခါမှာဘာလေးတွေးလိုက်ရလဲဆိုတော့အဲ့ဒီ printed number ကလေးပျောက်သွားခဲ့တယ်ပေါ့ဒီလားပြီးလို့ရှိရင်တွေ့ရသေးလားမသိဘူးစီဆိုင်တွေမှာပေးတယ်စီဆိုင်မှာလည်းပေးပါတယ်ဟိုတော်တော်များများစေခန်းတွေရော
ဘောနော်ဘာခေါ်လဲတို့ဈေးဝယ်တိုင်းမှာပေးတဲ့ဆက်လက်ဟိုဖျောင်းပါတဲ့စာရွက်ကလေးတွေလေအဲ့ဒီစာရွက်ကလေးတွေဥမာတို့ audit သွားစေတော့မဟုတ်ဘူးဒါကတော့ပျောက်သွားပြီဒါကတော့မရှိတော့ဘူးဆိုလို့ရှိရင်ဒါပြေစာတစ်ခုကိုဒီအသုံးတစ်ခုမှန်ကန်ပါတယ်ဆိုတဲ့အကြောင်းကိုရှင်းပြမဲ့တောင်းမရှိဘူးလားသူများပတ်စံတွေယူသုံးနေရလဲအဲ့ဒီ government organization ကလည်းဟုတ်တယ်မလားဒါတော့ company တွေကရောဒါသတိရဲ့ပတ်စံကြိုက်တွေ့သုံးဆွဲနေရလေအဲ့အတွက်သူ့မှာဘာတာဝန်ရှိလဲဆိုတော့ responsibility ကောင်းနေဆိုတာရှိတယ်ဘယ်လိုပဲမေးသူရှင်းပြမဲ့တာဝန်ရှိတယ်အဲ့ဒါကိုသဘောမပေါက်နေတော့ဟိုစင်းစင်းတွေကကြည်စမ်းလာပြီးတော့အလုပ်လျှော့ငါလာလုပ်နေတယ်အဲ့ဒါတွေကကိုစမှားတာဟို negative thinking နဲ့ကြည့်နေမှာတော့တိုးတက်လာစရာအကြောင်းမရှိဘူးငါမတွေးလိုက်ရတဲ့အမားကို तू ကကြည့်ပေးပြီးတော့မှငါကဒီလိုလုပ်လိုက်တယ်ဆိုမကောင်းဘူးလားအဲ့ဒါမျိုးလေးနော်အဲ့လိုမျိုးတွေးပြီးလုံးဝမရှိဘူးနော်တော်တော်များများမှတွေးရတာအဲ့တော့ကိုကတော့ဒါစာတင်ရင်းနဲ့ပေါ့နော်ဒီ PPE ကိုလည်းတွေ့သွားတဲ့အခါမှာကိုကတော့ PPE လို့ပြောရင်အဓိကပြဿနာကဘာလဲဆိုတော့ set ထဲမှာရှိတယ်မေးလိုက်ရင်register ပေးလို့ပြောလို့ရှိရင် set ထဲမှာရှိတယ်မဟုတ်ဘူးလေအဲ့ဒီ set ထဲကစာအုပ်ကိုဒါဆက်စချင်းမရှိအောင်ပါလေအဲ့စာအုပ်ကြီးမှာလိုက်ပြင်းလိုက်ရေးဟိုလိုက်မှအောင်မှာမလားအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒါတွေကလည်းအဲ့တော့ဟိုဖြစ်တယ်ပေါ့နော်အဲ့ဒီမျိုးဆက်ထဲမှာရှိတဲ့ဟာတွေဆိုလဲဒါ register ထားခိုင်းရမှာသတ်ထုတ်ပြီးတော့ထားပြီးတော့ထပ်ပြင်မယ်ထပ်တိုးလာမယ်နောက် capacity တိုးလို့ထပ်ပေါင်းမယ်အဲ့လိုမျိုးတွေဆိုလဲသူ့ရဲ့ဘေးမှာပဲထပ်ပြီးပေါင်းသွားမှာတခါလာရင်စာအုပ်တော့ပြအဲ့လိုပြောင်းလို့ရလားဥမာဒီဘော်ဒတာကြီးကဒီနေ့မှာဟိုလွန်ခဲ့တဲ့ဟိုကိုရီမမွေးခင်ကာလကတည်းကဒီဘော်ဒတာရရှိပြီးသားအဲ့ဒါကိုအကြီးစားပြင်ဆင်တိတ်သိမ်းမှုတွေလို့ capacity တိုးသွားလို့ဆိုပြီးတော့ထပ်ပေါင်းမယ်ဆိုရင်ဘယ်ခုနှစ်မှာဘယ် budget နဲ့ဘယ်လိုတွေလုပ်ခဲ့ပါလဲဆိုတဲ့ဟာပဲနောက် plan တစ်ခုမှာထပ်ပေါင်းရမှာပေါ့အဲ့လိုမျိုးတွေလည်းမလုပ်ဘူးသိရမလားအဲ့ဒီခါကျတဲ့ခါကျတော့ဟိုဗလဲဒီဘော်ဒတာရဲ့တန်ဖိုးကဘယ်လောက်ရှိသွားမှလည်းမသိဘူးအဲ့ဒါအဲ့ဒီခါကျတော့သူတို့ကတော့တန်ဖိုးအစ်စ်တိုးသွားတာပေါ့နော်အဲ့လိုတန်ဖိုးအစ်စ်တိုးသွားရင် like ကလည်းအစ်စ်လုပ်လို့ရတယ်ဒါ revalue ဖြစ်မှvalue တဲ့ like ဖြစ်သွားတာမဟုတ်ဘူးဆိုတော့လည်းသိထားဖို့လိုတယ်ဒါတစ်ခါကျတော့မေ့နေမှာဆိုလို့ပြန်ပြောနေတာအဲ့တော့ lamb လို့ပြောရင်မြေလို့ပြောလို့ရှိရင်လူတွေကမှတ်တာဟဲ့မြေဆိုရင်ငငယ်တဲ့တင်ခဲ့တာ depreciation တွက်စရာမလိုဘူးလို့ပြောတယ်အခုဒီပြောတဲ့နေရာမှာမြေသည်ကွာ lease လုပ်ထားတဲ့မြေအနှစ်90ငါထားတဲ့ final lease နေနဲ့ကိုဒီ access အောက်မှာမပါဘူးလားအဲ့အတွက် depreciation မလျှော့ရဘူးလားလျှော့တာပေါ့အဲ့ဒါသူများစီကငါထားတဲ့မြေကိုပိုင်တဲ့မြေမှာမဟုတ်တာဟုတ်တယ်မလားပြီးတဲ့အခါကျနောက်တစ်ခုက investment property အနေနဲ့ပေါ့နော်ဝယ်ထားတယ်ဆိုရင်မလိုဘူးအဲ့ဒါတွေကမလိုဘူး depreciation short ဆရာမလိုဒါ IAS 40ရပြောတဲ့အခါမှာ DPP ဥပတိုက်ခန်းတစ်ခန်းပဲတော့အတူတူပဲနော်ဒီတိုက်ခန်းကအသုံးပြုပြီးတော့စာတင်မယ်ဒါဆိုရင်အဲ့စာတင်ကနေပတ်ဆိုင်ရဒီတိုက်ခန်းကိုသုံးပြီးပတ်ဆိုင်ရမယ်ဆိုရင်ဒါက IAS 60နဲ့သွားမယ် PPE နဲ့တကယ်လို့မဟုတ်ဘူးဒီတိုက်ခန်းကဝယ်ပြီးတော့မှ investment လုပ်တဲ့သဘောလောက်ပဲတစ်ချိန်တိုင်ပြန်ရောင်းစားမှလို့သတ်မှတ်ထားတဲ့ use မလုပ်ဘူးဒီတိုက်ခန်းဒီတိုင်းပဲငှားစားဖို့ပြန်ရောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ဒါ IAS 40လို့ပြောတဲ့ investment property အနေနဲ့ပဲသွားမယ်investment property မှာလာပြီးတဲ့ခါကျတော့တန်ဖိုးလျှော့တယ်ဘာညာဆိုတဲ့ဟာမျိုးမရှိဘူးသူက revaluation နဲ့ပဲသွားတယ်မလား item တွေအကုန်လုံးကလေပြီးတော့တော်တော်များများတော့ကျောင်းသားတွေက IAS 60တို့เนาะခုနကပြောတဲ့ revenue နဲ့ပတ်သက်တဲ့ IAS 50 60အဲ့ဒါတွေဆိုဒါကျောင်းသားတွေကိုလည်းကျွမ်းတယ်ဒါပေမဲ့ဒီစာအုပ်ထဲမှာကျတော့ဒီ textbook ထဲမှာကျတော့လေဟိုလိုမျိုးသူကမပြင်ရသေးဘူးဒီ list ကိုပေါ့နော်ဒီအဲ့ဒီမှာစာအုပ်ထဲမှာဆိုတွေ့ရလိမ့်မယ်ကိုကကျတော့ဟိုတော်တော်များများ textbook ထဲဟာယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုပေါ့နော်ဒီပြန်တဲ့စာအုပ်ထဲမှာလည်းတကယ်တော့အဲ့ဒီလိုက်ပြင်ရမှာပေါ့တကယ်ဆိုလို့ရှိရင်အဲ့တော့ဒီနေရာမှာတင်တဲ့နေရာပျောက်သွားမယ်အဲ့ကကြတော့ remove the cost or revalue amount ဆိုတာကဘာလဲဆိုတော့ cost ကိုဘာလို့ရမယ်ဆိုလို့ရှိရင်သူကဒီ cost ကိုရွှေ့လိုက်မယ် accumulated depreciation accumulated impairment loss เนาะနှစ်ကိုတိုင်းမှာတော်တော်များများတော့ပြန်ပြီးတော့ like short ကြတာက depreciation ကိုပဲစဉ်းစားတယ်။ဘာလို့လဲစဉ်းစားရမလဲဆို impairment loss ကိုလည်းစဉ်းစားရမယ်။ impairment loss ဆိုတာကဘယ်လိုတွက်လဲဆိုတော့ recoverable value နဲ့ carrying value နဲ့နှိုင်းယှဉ်။အဲ့တော့ carrying value ဘယ်လိုတွက်မလဲ recoverable value ဘယ်လိုတွက်မလဲဒါတွေကိုလည်းကြားရင်သိရမယ်။အဲ့တော့နောက်တစ်ခါအဲ့တော့ဒီ disposal လုပ်ပြီးဆိုလို့ရှိရင်တို့ကဘာလဲဆိုရှင် disposal လုပ်တဲ့အခါမှာ disposal လုပ်တဲ့အခါမှာဆိုလို့ရှိရင်အဲ့နော်အဲ့ခါကျတော့နောက်တစ်ခုကကျတော့ DIS နဲ့ပတ်သက်ပြီးတော့ဒါနော် entity shall not account for the non current assets နော်သူကဘာလဲဆိုရှင်သူကစီးမသွင်း non current assets ဖြစ် that temporarily taken out of use at if it has been abandoned ဘာလဲဆိုရှင်ဒီနေရာမှာသူကဒီ abandon လုပ်လိုက်တယ်ဆိုတာကဒီဟိုဆော့လော့လိုက်တဲ့ဟာပေါ့နော်တကယ်လို့ကိုကဆော့လိုက်ပြီးဒီဟာမသုံးတော့ဘူးဆိုတဲ့ခြေကနေကျတော့စင်းသွင်းစရာမလိုတော့ဘူးအဲ့အတွက်တော့စင်းဒါကို save ဆေးမယ်ဆိုလို့ရှင်တော့သူ့ရဲ့ miscellaneous တွေပါတယ်နော်ခဏနော်
အဲ့ကကြတော့တို့ကဒီ meeting minutes တွေပြီးလို့ရှိရင် data ရဲ့ resolution given approval to abandon access ပြောမယ်ဆိုရင်ဥမာဒါဒီပစ္စည်းတစ်ခု solo လိုက်မယ်ဆိုလဲဘာကြောင့် solo လိုက်ရလဲရောင်းမယ်ဆိုဘယ်သူဆုံးဖြတ်ချက်နဲ့ရောင်းအဲ့ဒီမျိုးတွေအများကြီးရှိသေးတယ်အဲ့တော့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေဆုံးဖြတ်ထားတာမဟုတ်တာလားနောက်က review non current access register non current access register ကိုပြန်ကြည့်ပြီးတော့မှခုနပြောသလိုပေါ့နော် access register ထဲမှာထပ်တိုးရမယ့်ဟာတွေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲ့လိုသေချာစီမှုတဲ့ဆိုစပြီးတော့ဒီဟာတွေမကြည့်နဲ့ဟုတ်ဒါစပြီးတော့ကြည့်ပြီဆိုကြတဲ့က access register ရှိရမယ်မရှိရင်ထားခိုင်း access register ဟိုစက်ထဲမှာရှိတယ်အဲ့ဒီစက်ကြီးပြတ်သွားဘယ်လိုလုပ်မလဲ access register အဲ့ဒီစက်ထဲမှာတကြောင်တဲ့ item မျိုးပြောတာမဟုတ်ဘူးဥပမာမြေဆိုရင်မြေပိုင်ဆိုင်မှုကဘယ်ချိန်မှာဘယ်ဟာရဘယ်လိုသူ့အတွဲနဲ့သူ့ဟာနဲ့သူအဲ့လိုစာရေးစာတမ်းအထောက်ထားလဲတသက်ရှိရမှာဖြစ်သလိုခုနကပြောတဲ့စာအုပ်ထဲမှာလည်းပဲဒါမြေတိုင်းအမှတ်ဘလောက်ဟိုတဲ့အထောက်ထားနေတဲ့အကုန်လုံးပေါ့နော်အဲ့လိုမျိုးတွေလည်းပြောရမယ်အဲ့တော့ depreciation start on the dates of the derecognition ဘာလဲဆိုလို့ရှိရင်အဲ့ဒါကကြတော့depreciation ကိုဘယ်ချိန်မှာရလိုက်တယ်ဘာကြောင့်ရလိုက်ရတယ်အဲ့ဒီဟာတွေတော့ပြောပြီးသားပဲနော်အဲ့တော့ထပ်ပြီးတော့မပြောတော့ဒီမှာaccumulated depreciation မှာလည်းမှားတတ်တယ် accumulated impairment loss မှာလည်းမှားတတ်တယ်ပြီးတော့နောက်တစ်ခုက depreciation ကိုတော့မှန်တယ်ဆိုတော့လည်းပဲ impairment loss မှာပေါ့နော်ထပ်ခါတလဲလဲပြန်မှားနေတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေ impairment loss ကိုမတွက်ဖြစ်လိုက်တာမျိုးမစဉ်းစားတာပေါ့ impairment loss က depreciation ဟို revaluation နဲ့မတူတကယ်တော့စဉ်းစားမယ်ဆိုခက်စစပြနေတာပေါ့နော်ဒီပမှာပေါက်တဲ့ဈေးတဲ့ကို့မှာရှိတဲ့ဈေးကကျနေမယ်ဆိုလို့ရှိရင်တော့ဒါကို expand နေနဲ့ကျခံပြီးတော့ဒီနေ့ပြန်လုပ်ပြတတ်တဲ့ဘောဒါကတော့ရိုးရိုးcost model မှာလည်းပါတယ် revaluation model မှာလည်းပါတယ်နောက်က physical inspection of the assets to confirm assets cease to be in use or physically disposed ဘာလဲဆိုလို့ရှိရင်အဲ့ဒါကဒီ assets ကိုမျက်မြင်လဲသွားကြည့်ရမယ်မျက်မြင်သွားကြည့်တဲ့အခါမှာသူ့ရဲ့ပိုင်ဆိုင်မှုအထောက်ထားเนาะတကယ်ကိုဖြည့်ဆည်းလိုက်ပြီဆိုလို့ရှိရင်တကယ်ဖြည့်ဆည်းပြီးကြောင်းအခုဘာပဲကြည့်ကြည့်ဝယ်တယ်ဆိုရင်ဘယ်သူခွင့်ပြုချက်နဲ့ဝယ်ရတာလဲဒီသူတတ်မှတ်ထားတဲ့ supplier စီကဝယ်တာလားဘလို့ဝယ်ထားတယ်ဆိုတော့ဘလို့စာချုပ်စာနဲ့ဘလို့အထောက်ထားမျိုးနဲ့အဲ့လိုဝယ်ရတယ်လေပေါ့နော်အပြီးတဲ့အခါကျတော့အဲ့ဒီဝယ်တယ်ဆိုရင်ဒါကိုယ့်ရဲ့နှစ်တွင်းမှာတိုးလာတဲ့ဟာတွေထပ်တဲ့သလားနော်ပြီးတဲ့အခါ depreciation တွေဘလို့တွက်တယ်လဲဒါတွေကိုစဉ်းစားမှာပေါ့နော်အဲ့တော့တကယ်လို့ PPE ကိုတကယ်လို့ဟို health force တွေပေါ့နော်ရောင်းဖို့လို့စဉ်းစားလိုက်ပြီဆိုလို့ရှိရင် SS အောက်ကနေထုတ်လိုက်ပြီးတော့မှ SS မှာ credit နဲ့ဗာလဲ current SS အောက်မှာ debit ဖြစ်သွားမယ်အဲ့တော့ discontinue operation ဆိုတာကလည်းပေါ့နော်သူကဆက်ပြီးတော့မလုပ်ဖို့ရည်ရွယ်ချက်မရှိတော့ဘူး weight cost နဲ့ညှိသွားလို့ဒီကိစ္စကတော့ဆက်လုပ်ဖို့ဟိုမရှိတော့ဘူးဆိုတဲ့အချိန်မှာလည်း discontinue operation မလုပ်အဲ့ကကြရင်စည်ရင်ကိုဆွဲတဲ့အချိန်မှာတော့သူ့အပိုင်းနဲ့သူဆွဲရမယ်လို့လည်းပြောခဲ့ပြီးသားအဲ့တော့ non current assets that are classified as held for sale are carried at the lower of the carrying amounts and fair value less cost to sell အဲ့ဒါကလည်းထပ်ကလည်းပြောတာ carrying value ထက်ကနေပြီးတော့ carrying value နဲ့ fair value ထက်ကနေ cost to sell ကိုနှုတ်ပြီးတော့မှအဲ့ဒီနှစ်ခုနဲ့နည်းရနော်ညားရမဟုတ်ဘူးအဲ့ဒါကနည်းရအောင်စဉ်းစားပြီးတော့မှ down held for sale ဆိုတဲ့ amount တစ်ခုထဲမှာသူ့ကိုတတ်မှတ်မယ်အဲ့တော့ recognize လုပ်မှာက impairment loss အဲ့ဒီရော့သွားတဲ့ amount ကို impairment loss နေနဲ့ကြာခံလိုက်မှာနော် impairment item ကလည်းတသက်ရှိ IS 36မှာနော်အဲ့ဒါလည်းအကုန်လုံးကဒါ PPE တခုကြည့်လိုက်တဲ့ကမှာ IS 36တွေရော IFRS 5တွေရောအများကြီးပဲဆက်ဆက်မှုရှိတာကနော် IS 40တွေရောဒါတွေရောအဲ့ဒီအကုန်လုံးဆက်ဆက်ပြီးပြောလိုက်တော့မှဒါမှလည်းဘယ်လိုစစ်ဆေးရမယ်ဆိုတဲ့ဟာမျိုးကိုဥပမာပေါ့ဒါ investment property ဖြင့်စဉ်းသွင်းရမယ့်ကိစ္စကိုကိုယ့်ရဲ့ PPE မှာလာသွင်းထားတာလားဒါမျိုးဖြစ်နေသလားဒါစချင်းမှာကလေးကဒီလိုမျိုးတွေကိုကြည့်ရမှာပေါ့နော်ပြီးတဲ့အခါကျတော့မှနောက်တစ်ခုကကျတော့ entity shall recognize the gain for any subsequent increase in a fair value less cost to sell of an assets တစ်ခုနေနဲ့ fair value ထက်ကနေပြီးတော့မှဒီရောင်းချရမယ့် cost ပေါ့နော်အဲ့ဒါမျိုးကိုပြန်တော့ carrying value တွက်ဘာပဲတွက်အဲ့ဒီပစ္စည်းတစ်ခုကိုရောင်းတော့မယ်ဆိုရင်လည်းပဲเนาะ asset အနေနဲ့စဉ်းတင်မယ်ဆိုတော့အဲ့ဒီပစ္စည်းကိုဝယ်တဲ့အခြေအနေစပြီးတော့အဲ့ဒီပစ္စည်းကို use လုပ်လို့ရတဲ့အနေအထားတွေအဲ့မှာဆို ban charges တွေပါလည်းပါတယ်เนาะ government မှာတစ်ခါကြတွေ့ရတယ်ပဲဆိုတော့ သူကဟိုနိုင်ငံခြားနေပစ္စည်းဝယ်တယ်ပေါ့နော် letter of credit ပို့တယ် ban charges ပေးတယ်အဲ့ဒီလုံးဝမထက်တော့ဘူးအဲ့ဒီမှာဟဲ့ပြောထားပြီးသားလေလွယ်လွယ်လေးပဲမှတ်လိုက်ဘာမှဒီ IS တွေပဲရှောက်ပြောမနေနဲ့အဲ့ခါကြလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခါကြလို့ရှိရင်เนาะအဲ့မှာကြားတဲ့ခါကြတော့အဲ့တော့ဒီနေရာမှာဒီဟာနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ဒီ impairment loss တို့ဘာလို့စဉ်းစားတဲ့အခါမှာကြားတဲ့အခါကျတော့ကိုတွေဒီเนาะစီးရင်သွင်းတဲ့အခါမှာခုနပြောတဲ့ဟာကဟိုဖြစ်သွားတာเนาะအဲ့တော့စပြီးတော့ဝယ်တဲ့အချိန်ကနေစပြီးတော့အဲ့ပစ္စည်းကိုရောင်းဖို့ဟိုဖြစ်လာတဲ့အနေအထားတိပေါ့เนาะအဲ့ဒီအနေအထားတိကိုဘာလို့ရမလဲဆိုလို့ရှိရင်ခဏနော်
အဲ့ခါကျတော့တို့ကအဲ့တော့ခုနလိုမျိုးပဲပေါ့နော်ဒီ access ကိုရောင်းမယ်ဆိုလဲ access ကိုစဝယ်ကြတဲ့ကနေနောက်ဆုံးထိပေါ့နော်ရောင်းလို့ရတဲ့အနေအထားတစ်ခုတည်းကိုပဲဒီ asset တမန်မှာထပ်တွဲရမယ်အဲ့ဒီပြင်တော့မှဥပမာကွာတိုက်ခန်းတစ်ခန်းငားလိုက်တယ်ဒါဟိုဗာလဲ decoration တွေလုပ်ပြီးတဲ့ခါကျတော့မှနောက်တစ်ချိန်မှာပြန်ဖြတ်ပေးရမှာဘာညာဆိုအဲ့ဒါလည်းဟို future item နဲ့တို့တွက်ပြီးတော့စဉ်းစားပြီးတဲ့ခါကျတော့မှလုပ်ရတာပဲလေအဲ့ကကြတော့အခုလက်ရှိ cost မဟုတ်ဘူးဒီ access ကိုသုံးပြလိုက်ပြီးတော့နောက်တစ်ချိန်မှာဒီလို dispensation cost တွေဘာတွေကိုအဲ့လိုမျိုးလုပ်ရမယ်ဆိုရင်လည်းပဲတို့ကအဲ့ဒီလိုက်စဉ်းစားရတာပေါ့နော်အဲ့တော့အလွယ်တကူနောက်တိမှတ်မယ်ဆိုလို့ရှိရင်ဟိုဘာဟိုစားတွေဘယ်လိုပဲသင်ခဲ့မမှတ်မိနိုင်ဘူးတကယ်ကကြတော့တကယ်လက်တွေ့အပြင်မှာဆိုရင်အဲ့တော့ကိုရီးယားမှတ်ထားတယ် access တွေနဲ့စင်းနေမဲ့ item ဒီဝယ်တဲ့ voucher ပြေးစားတစ်ခုတည်းမဟုတ်ဘူးဥပမာစာအုပ်ကူးဆောင်မယ်ဆိုရင်ဒီအစာအုပ်ကြီးကိုဟိုဟာဒီပေါ့နော်ဟို estimate မှာတော့အကုန်ပါတာပေါ့estimate တစ်ဆောင်နဲ့သွားမယ်ဆိုတချို့ပစ္စည်းတွေကျတော့နိုင်ငံခြားနေဝယ်တယ်ငွေလွှဲတယ်ဗာအဲ့မှာဘဏ်ချက်တွေကျပါတယ်ပြီးတော့သူများစီက borrowing cost တွေချိတယ်borrow ဟိုချီလိုက်တဲ့အတွက်ပေးရတဲ့အတိုးတွေအဲ့ဒါတွေအကုန်လုံးကလည်းဒီထဲမှာပါတာပဲဒီဟာနဲ့ဆိုင်တဲ့အချိန်မှာဆိုရင်ဒါနဲ့ဆိုင်နေဟိုဒါကပတန်နေနဲ့သွားမှာပေါ့နော်မဆိုင်ဘူးဆိုတဲ့အချိန်ကဟိုဒါဒီပစ္စည်းကိုသုံးပြီးတဲ့နောက်ပိုင်းမှာဒီဟာကြီးကိုရိုးပြင်တာဘာညာအဲ့ဒီမှာလာပြီးတော့ဟိုအနေနဲ့မတော်ဘူးနေနော်ဘာလိုမျိုးတွေရှိတယ်အဲ့ကကြတော့မှတို့ကဒီအခုပစ္စည်းတွေကိုပြန်ကြည့်ပြီးရောင်းတော့မယ်ဆိုတဲ့အချိန်မှာလည်းပဲအဲ့ဒီအချိန်မှာရှိတဲ့လက် carrying value ရှိမယ်ခုနကလုံးနှုတ်ကတဲ့တန်ဖိုးရှိမယ်အဲ့ဒီနှုတ်ကတဲ့တန်ဖိုးနဲ့ fair value ဆိုတာ market မှာပေါက်တဲ့ဈေးနဲ့အဲ့ဒီလိုမျိုးပြန်ရောင်းမှုနဲ့ချို့တိုက်ခန်းနေဆိုတော်တော်စုံနေပြီဒါပေမဲ့ဟို line ပေါ်မှာကြည့်လိုက်လို့ရှိရင်ဘာဖြစ်နေလဲဆိုတဲ့အခါကျတော့တားကိုလှနေတယ်လို့ပဲပေါ့နော်ဒါပေမဲ့သွားကြည့်လိုက်တဲ့ချိန်မှာနေချင်းစရာကိုမရှိဘူးအဲ့ညမှာသိလားအဲ့မျိုးဆိုတော့ဘာလဲဆိုတော့အဲ့ဒီအခန်းထဲကိုတားလှအောင်ပြင်လိုက်တဲ့အချိန်မှာအဲ့ဒီသူကြိုက်ထားတဲ့နေရာကိုလှနေမှာပေါ့နော်အဲ့ဒီကကျတော့အဲ့လိုမျိုးပြင်ဆင်ထားတဲ့ဇရိတ်တွေအကုန်လုံးကလည်းရောင်းမှုတဲ့ကုန်ကြတဲ့ cost တွေပဲဖြစ်သွားကြတာတကယ်ကကြောက်လေဒီ access မမို့ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိစ္စတွေမှာပြီးတော့ဟို inventory တွေကိုတွားပြီးတော့မှ depreciation တွက်တာမျိုးတွေလုံးဝတော့အဲ့တော့ access လား inventory လားခုနပြောသလို current access အောက်ကဟာလားပေါ့အခုဆိုရင် health for sale လို့ပြောလို့ရှိရင်တော့ရွှေ့သွားတာလေ access ကနေ health for sale တော့ရောင်းတော့မယ်ဆိုလို့ access တွေကထုတ်ပြီးတော့ current access အောက်ကိုထည့်တဲ့ item တွေဟုတ်တယ်မလားဒါမျိုးကိုလည်းသိရမယ်အဲ့တော့ entity ဒီဘာကို recognize လုပ်ရမယ်ဆိုတော့ gain for any subsequent increase in fair value less cost to sell အဲ့ရနောက်ပိုင်းမှာဒီတစ်ခုနိုင်ရှင်လိုက်ရင်မြက်လာမလားရှုံသွားမလားရှုံးရင် impairment loss เนาะမြက်မယ်ဆိုရင်တော့ခုနပြောသလိုပဲပေါ့နော်တို့ disposal လုပ်လိုက်လို့မြတ်သွားခဲ့တယ်ဆိုရှင် disposal account ဆွဲမယ်ပြီးလို့ရှိရင် access account မှာ access account လက်ရှိရှိနေ access account ပေးမယ် depreciation ပါမယ်နော် depreciation သူ့ရဲ့သက်ဆိုင်ရာအဲ့ဒီ account ရဲ့သွားပုတ်သွားနည်းတွေတော့တည့်ရည်သိရမယ်အဲ့ဒါမှ disposal တခုရဲ့အမြတ်မှန်ကန်ခြင်းရှိပြီဆိုတာလည်းတို့သိနိုင်မယ်နော်အဲ့တော့ non current assets that are classified as held for sale are not depreciated FS5 the specified as non current အဲ့တော့ held for sale လို့သတ်မှတ်လိုက်တဲ့ချိန်ကနေစပြီးတော့ depreciation မတွက်တော့ဘူးအဲ့တော့ non current assets ဒီ classified held for sale are presented separately as သူကဒီမှာလည်းအပိုင်းလိုက်ခွဲပြမှာပေါ့နော်အဲ့တော့ held for sale ဆိုတာဘယ်ချိန်မှာသူ့ criteria အနေနဲ့ကိုက်ရဟိုဘယ်အချိန်မှာ non current asset ဒီ held for sale ဖြစ်နိုင်တယ်ဆိုလို့ရှိရင်အခုလက်ရှိ condition မှာအဲ့ပစ္စည်းကိုရောင်းဖို့ချက်ချင်းပေါ့ immediate sale ရဖို့လာမဝယ်သေးဘူးနော် asset ဆိုတာကလည်းမြေတွေဘာတွေဆိုတဲ့ကိစ္စရက်ကလည်းပေါ့နော်ချက်ချင်းရောင်းတာနဲ့တန်းထွက်သွားတဲ့ကိစ္စရက်မျိုးတွေမဟုတ်ဘူးရောင်းဖို့ဆိုပြီးတော့မှခဏဟိုကလောက်ထားတဲ့ဟာမျိုးပြီးလို့ရှိရင်ရောင်းဖို့အတွက်ပေါ့နော်တော်တော်ကိုရောင်းဖို့အနေထားကဘယ်လိုတွေဖြစ်နေလဲဆိုတော့ appropriate level of management must be committed to the plan to sell the assets နော်အဲ့ assets ကိုရောင်းဖို့အတွက်သူကဘာလို့ဆိုရင် plan တစ်ခုရှိရမယ်နော်အဲ့တော့ management ကို management မှာအစီအစဉ်တွေဆွဲလာတာမျိုးတွေတွေ့ရမယ်ပြီးလို့ရှိရင်အဲ့ဒီဆွဲလာတဲ့အစီအစဉ်ကလည်း active program ရှိရမယ်ပေါ့နော်ဒီဟိုဝယ်သူနဲ့ဘယ်လိုဆက်သွယ်နေတယ်လဲသိမလားဘာမှလည်းရောင်းမယ်ဆိုတာပဲပြောပြီးတော့ဒီတိုင်းထက်လာတဲ့ဟာမျိုးကိုကဒီ help for sale နေလက်ခံလို့မရဘူး तू က help for sale ဆို current asset ကို copy ထည့်လိုက်တယ် depreciation လည်းမလျှော့တော့ဘူးရသွားခဲ့ပြီအဲ့ကကြတော့ခုနကပြောလိုက်တဲ့ depreciation တွက်တယ်ဆိုတော့မှတိတ်တရာကိုခွဲဝေကြခံတာလေအဲ့တော့ခွဲဝေကြခံလို့တော့မပြီးသေးဘူးဟိုဘက်ကိုရောက်သွားခဲ့တယ်ဟုတ်တယ်မလားအဲ့လိုမျိုးတွေကလည်းပဲတကယ်ဆိုရင်ရောင်းလည်းမရောင်းမနဲ့သူ့ဟာနဲ့သူအဲ့လိုမျိုးတချို့ကိစ္စတွေမှာပေါ့နော်သူ့ရဲ့ ratio တွေကိုတို့ ratio analysis လုပ်တဲ့အခါမှာဆိုရင်သူပေါ်တဲ့နေရာပေါ့ပြောမှဆို current assets ပေါ်မှာ current assets ကိုဒီ current နေရာစဒါ liquidity ratio အဲ့လိုမျိုးဖြစ်ချင်တယ်ဆိုတော့အဲ့လိုမျိုးရွှေ့တတ်တယ်တချို့ဟာတွေမှာလေအဲ့လိုမျိုးဟိုအတွက်ပေါ့နော်တကယ်တော့ပြောချင်တဲ့သဘောကဒီ profit and loss မှာပဲဖြစ်ဖြစ်ပေါ့နော် balance sheet မှာပဲဖြစ်ဖြစ်ဘာစဉ်းစားရမလဲဆိုလို့ရှိရင်သူထည့်လိုက်တဲ့စီးရင်တွေအကုန်လုံးပေါ့နော်ဒီကိန်းဂဏန်းတွေ
အကုန်လုံးကတကယ်ကိုပဲပေါ့နော် reality မှာဖြစ်နိုင်ရလားတစ်ခါဆိုရင် revenue တွေမှာဆိုလို့ရှိရင် revenue အများကြီးပေါ်နေတယ်အကျွေးတွေအများကြီးဖြစ်နေတယ်ရောင်းတာကမှပေါ့နော်ဟို300လောက်ရောင်းတယ်အကျွေးကဟို100နီးပါးပြန်ဖြစ်နေတယ်ဒါဆို cash ကလုံးဝမရတော့ဘူးလားဒါဆိုရင်ဘယ်လိုလူမျိုးကိုတော့ credit တိုင်းနေနဲ့ပေးနေတာဒါတွေလည်းစဉ်းစားရပါတော့အဲ့တော့ active program to locate the buyer and complete the plan message be initiatives เนาะအဲ့တော့တကယ်ဝင်နိုင်တဲ့အနေထားရှိသလား access ကရောတကယ်မှကွာရောက်မယ်လို့ပြောတာကိုပစ္စည်းဝယ်မယ်လို့မရှိဘူးเนาะအဲ့လိုမျိုးလည်းဖြစ်နေအဲ့တော့ actively market ဖြစ်လားပြီးတဲ့အခါကျလို့ရှိရင်သူအခု fair value လို့ပြောထားတဲ့တန်ဖိုးရောဖြစ်နိုင်ရဲ့လားsales should be expected to be completed within 1 year for the days of classification ဒါတော့ဆိုတဲ့ဘောတရား current access ဆိုတာ for 1 year အတွက်ကိုပဲစဉ်းစားတာဒါကြောင့်မို့လို့သူကဒီတစ်နှစ်ကာလအတွင်းမှာပဲဒါကို health for sale အနေနဲ့ရောင်းဖို့ဟိုဖြစ်မှာလား it is unlikely that significant changes to the plan အဲ့တော့တခါတလေမှာပေါ့နော်အဲ့ဒီ plan ကရုပ်တရက်ကြီးတိတာထရှာတဲ့ပြောင်းလဲမှုတွေဖြစ်နေခဲ့ပြီဆိုလို့ရှိရင်ဒီ plan ကနေပြီးတော့မှဖြစ်နိုင်တော့ဆိုရင်ဒါလည်း health for sale အနေနဲ့စီးနေတာကိုစီးစစ်ကလက်ခံလို့မရဘူးเนาะဒီ criteria အားလုံးနဲ့မကိုက်ညီဘူးဆိုရင် entity ဒီ channel တကယ်တော့ IFRS ကိုပြန်ရှင်းပြတဲ့သဘောပဲတကယ်တော့ကိုတိခဲ့တဲ့ဒီ IFRS 5တိုင်းပဲသွားပြတာပေါ့ non current assets can have for sale and shall not revise the measurement based on ဒါတွေအကုန်လုံးကဒီစီးမှာထက်ခဲ့တဲ့ဟာတွေအကုန်လုံးကမှားသွားတယ်ဆိုလို့ရှိရင်ပြန်ပြင်လို့ရတယ် based on lower of the carrying amount and fair value less cost to sell အဲ့တော့ဒီကတော့အခုချိန်မှာဒီ fair value နဲ့ဟိုဟာနဲ့ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့မှအများကြီးပြောလိုက်ဟိုဖြစ်မှာဆိုလို့ဒါတွေကပြီးသွားပြီနော်ဟိုဟာလည်းပေးလဲပေးထားပြီးသားဒါတွေကလိုက်ရေးစရာမလိုနော်နောက်တစ်ခုကအဲ့မှာ save မဖြစ်တော့ဘူးဆိုရင် plan ကိုချိန်လိုက်တာပေါ့နော်ပထမတော့ရောင်းမယ်ဆိုတဲ့အနေထားရှိမှတော့ help for sale ထားမှာပေါ့အဲ့တော့ reclassify လုပ်တယ်ဆိုတာကhelp for sale ကနေပြီးတော့မှ non current assets ပြန်ပတ်မှတ်တာပေါ့နော်အဲ့ဒီမှာဆိုရင် remeasure ကပြန်လုပ်ရမှာကအောက်ဖော်ပြပါနှစ်ချက်ထဲမှာအနေဆုံးတန်မှုပြည့်တန်မှုတတ်မှတ်ရမယ် help for sale မတတ်မှတ်မီရှိတဲ့ carrying amount ကို depreciation တက်တန်းရပြင်ဆင်ပြီးတော့မှချိန်ခံရမယ်နော်ခဏလေးဒါဆိုလို့ရှိရင်ခုနကဟာကဒါနော်ရောင်းမယ်ဆိုလို့ရှိရင်ဆော့လို့မယ်ဆိုခုနပြောလိုက်တဲ့ဟာတွေဒီနားမှာရှင်နော်မှာ abandonment ဆိုတာကဘာလို့လဲဆိုလို့ရှိရင် access ကိုတောင်းချင်းကိုရနာတဲ့နေမှာစတင်ပြီးတော့မှ depreciation ကိုရပ်မယ်နော် non current assets register ကဘာတွေကိုဖယ်ပြရမလဲဘယ်ချိန်မှာဖယ်ပြမယ်ဒါဒီချိန်မှာဖယ်ပြမယ်အဲ့တော့ profit and loss မှာ disposal loss of profits ကို recognize လုပ်ရမယ်တာမန်အားဖြင့်တဲ့3တာကိုရနာထားတဲ့နော် assets တွေကို abandoned assets abandoned ဆိုဆော့လို့လိုက်ရတာနော်အဲ့လိုမျိုးဆိုမတတ်မှတ်ဘူးတဲ့အဲ့တော့ abandoned တွေကိုစစ်မယ်ဆိုရင်ခုနပြောတဲ့ vitamin နဲ့စီဒါ abandoned မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဝယ်တယ်ဖြစ်ဖြစ်ပြင်တာဖြစ်ပြုတာဖြစ်ဒါတွေက အစည်းအဝေးဖတ်တာနဲ့ဒါ company မှာဆိုစီးဝေးမှတ်တာနဲ့ပဲ government မှာဆိုသူ့ရဲ့ budget တောင်းစင်ခါကလေးကပါလားဒါတွေကိုစတောင်းစင်ခါနဲ့မပါတာမျိုးတွေပေါ့နော်နောက်က asset register မှာ depreciation ရနာထားခြင်းရှိမရှိရဲ့ cost accumulated depreciation နဲ့ impairment loss ဖယ်ရှားခြင်းရှိမရှိကိုစစ်ဆေးရမယ် assets ကိုကိုယ်တိုင်ကြည့်ရှုခြင်းအပြင်အသုံးပြုမှုရနာတယ်ဆိုတာကကိုယ်တိုင်သွားကြည့်ပြီးတော့တကယ်ရောသုံးလို့မရတော့တာလားဒါမျိုးတွေကိုပြန်စဉ်းစားတာပေါ့နော်နောက်တစ်ခါရောင်းချတယ်ဒါ abandon နဲ့ရောင်းချတာသူပြန်ရှင်းတာပေါ့နော်အဲ့တော့ help for sale လို့ပြောလို့ရှိရင်fair value less cost to sell နဲ့ carry amount ထဲမှာအနေဆုံးတန်ဖိုးနဲ့တန်ဖိုးသတ်မှတ်ရမှာပေါ့နော် lower off ကိုပြောတာနော်ဒီနေရာမှာအင်္ဂလိပ်လိုနဲ့ရေးတာပဲပိုကောင်းမယ်နော်အဲ့ကကြတော့ lower off နောက်တစ်ခါကြောက်ရပါလဲဆိုတော့ depreciation မလုပ်တော့ပါဘူးအဲ့တော့ non current assets held for sale ကို statement of financial position မှာတိကျပြတယ်နော်ဟိုတခြားအနေနဲ့ item နဲ့ရောပြီးပြတဲ့ item မျိုးမဟုတ်ဘူးအဲ့တော့ held for sale criteria ကိုဟိုဘက်မှာDIS တွေတင်တော့နည်းနည်းမေ့နေခဲ့တယ်ဆိုရင်အခုဒီ audit ဘက်မှာတင်တဲ့ချိန်မှာနည်းနည်းလေးပြန်ပြီးမှတ်လိုက်เนาะအဲ့ဒါကကြရင်ဒါတွေဟာတကယ်ကိုမှပဲပေါ့နော်ဘယ်လိုပဲတင်ခဲ့ DIS တွေတခြား IS တွေဘယ်လိုတင်ဒီ PPE နဲ့ပတ်သက်တာတော့လုတ်ကင်းပြီးမေးသွားတာမျိုးမရှိဘူးเนาะအဲ့တော့ဟိုရောင်းဖို့တို့ရဲ့ case answer စာအုပ်တို့ဘာလို့ထဲမှာလေအကုန်လုံးဟိုဟာတွေတော်တော်များများပါပြီးသားเนาะမေကွန်ဟောင်းတွေဖြေထားပြီးသားအဲ့တော့ကိုကအခုဆရာမမတင်သေးတော့လည်းပဲဒါတွေကိုပြန်ပြီးတော့မှဟိုကလုပ်လို့ရတယ်เนาะအဲ့တော့ရောင်းဖို့အဆင်သင့်ဖြစ်ပြီးတော့မှရောင်းချမှုအခုပတ်ဝန်းကဟိုဟာလေးတွေပေးနေဆိုလဲပတ်ဝန်း revision ဟိုဆက်ချင်းမှလည်းပြန်ခဲ့တာလေတွေးရမှာပေါ့နော်အခုဂျားထဲမှာလည်းပြန်ပြောတယ်ဆိုတာက तू က highlight note လုပ်လိုက်တာဖြစ်တဲ့အတွက်ဥပမာတနာရီစာလေးတွေပဲပေးတာတနာရီစာလေးပြတာဖြစ်တဲ့အတွက်
ပေါ့နော်ဟိုပါဝါမှာတဲ့ဟာလေးတော့လည်းကြော်ပြီးကြည့်ပေါ့တချို့ဟာလေးဆိုရင်စာမွေးနီးလာပြီးတော့ဒီပါဝါတွေကိုပြောနေတဲ့ဟာတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အခုပါဝါရဲ့အခုပေးတာဗီဒီယိုနှစ်ဖိုင်ရှိရနော်အဲ့ဒါလေးတွေကိုအရှိဟာကိုမကြည့်တော့ဘူးဒီအနောက်ကိုပဲကြည့်တော့မှဆိုတို့ကဘာဆိုပတ်တူးကိုဖြေတဲ့ခါကျရင်ဒီပါဝါစာတွေကမသိလို့ကိုမရဘူးမေ့သွားလို့မဖြစ်ဘူးအဲ့ဒါကြောင့်မို့လို့ဟိုပေါ့နော်ဟိုတတိယလေးပြန်ပေးနေတာပေါ့အဲ့တော့ audit ဆိုတာလည်းလေဟိုတကယ်ဒီထဲမှာရှိနေတော့ auditor တွေကတော့တိတ်မစိမ့်ဘူးဆိုတော့လေသူတို့ကအဲ့စာတွေတော့ auditor တွေကိုယ်တိုင်လည်းပေါ့နော်ဒီစာတွေနဲ့ဟို used to တိတ်မဖြစ်နေဘူးဒါပေမဲ့လည်းပြောရလေဒါဆိုတော့ CPA တက်နေတယ်လို့ used to ဖြစ်တာတကယ်အပြင်မှာ government auditor တွေလည်းသူတို့ကသူတို့ရှေးရိုး traditional တိုင်းပဲသူတို့သွားတာသူတို့စီရင်မှာပြောတဲ့အတိုင်းပဲသူတို့လုပ်တာဒါပေမဲ့အစင်းရုံးမှာဒီ CPA စာတိုင်းအကုန်လုံးတော့ဘယ်သူမှလိုက်မလုပ်နိုင်ဘူးလေသိချတာတော့ဟုတ်တယ်မလားအဲ့လိုမျိုးလေးလည်းရှိတယ်အဲ့ကကြတော့ဟိုတကယ်တော့လေကိုကတော့ဟိုပေါ့နော်ဟိုအကြံပေးချင်တာကလေဒီ audit ဘာသာရပ်လိုမျိုး IS လိုဘာသာရပ်မျိုးဆို CPA တက်ကွယ်အเจ้าနေလည်းလက်ခံပါတယ်ကိုလိုက်တက်ချင်စာမှုမဖြစ်နေပေါ့ပါပဲဒါပေမဲ့ကိုကတကယ်လက်တွေ့မှာအလုပ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုခဏလေးနဲ့တင်လို့မရဘူးပေါ့နော်အဲ့ကကြလို့ရှိရင်အဲ့လိုလေးတွေလိုက်တက်ပြီးတော့ဒီ audit ရဲ့အကြောင်းတွေဒီလို IS နဲ့ဒီ audit နဲ့ချိတ်ဆက်ပြီးစစ်သွားတဲ့ဟာတွေအဲ့လိုမျိုးတွေဆိုရင်ဒါသိထားရင်ပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေ့လာလို့ရှိရင်ချို့တွေအဲ့လိုမျိုးကို CPA တက်မှဒီစာကြီးသင်ရတယ်ဘာညာပေါ့တကယ်ကြတယ်မှားနေအဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အခုရေးထားတဲ့စာအုပ်တွေရှိတယ်လေသူတို့ဝယ်ဖတ်လို့ရတာပဲဒီလိုမျိုးဖတ်ပြီးတဲ့အခါကျတော့ရှင်အော်ငါ audit စစ်နေမှာငါဒါလေးလိုပါလားအဲ့ဒီစာအုပ်ကိုဖတ်ရင်တော့စာလောက်ပဲသိမှာပေါ့နော်စာဆိုတာကလူတိုင်းပဲစာအုပ်ကိုဘယ်သူမှစာအုပ်ဆိုလို့ရှိရင်အခုဒီမှာစာအုပ်တွေရပြီတော့ဝယ်လိုက်တယ်မနေ့စာအုပ်တွေဝယ်တယ်ဘာညာတော့အခုဒီကျောင်းသားတွေမှာဆိုတော်တော်များများပါဝါစာအုပ်တွေပဲရှိတာဆက်လာချင်းမှာလေပါဝါစာအုပ်တွေကြီးရှိတယ်ကျွန်မအဲ့ပါဝါနေလည်းပြန်ပြောမှာပဲအဲ့တော့ပါဝါကကျွန်မအနည်းဆုံး3ခါလောက်ပြောမှာဆိုပထမဆက်လာချင်းမှာတစ်ခါပြောတယ်အခုဒီပါဝါကို revision ပြန်ရင်းနဲ့ပဲကျွန်မလည်းပဲတကယ်တော့ဒီကြားထဲမှာနည်းနည်းလေးပေါ့နော်ဘာဖြစ်လို့ကျွန်မစာတွေကိုတနားရီလောက်ပဲသင်နေဆိုတော့ကျွန်မတားအကြာကြီးမထိုင်နိုင်လို့မထိုင်နိုင်ဘူးဆိုတာကနည်းနည်းပေါ့ပြန်ပြီးတော့ဟိုဖြစ်နေရတဲ့အနေအထားတစ်ခုရှိလာတာဖြစ်တဲ့အတွက်လေအဲ့ကြောင့်မလို့ကိုယ့်အကိုလည်းနည်းနည်းပြန်ပြီး balance ဖြစ်အောင်ပြန်နေတဲ့သဘောပေါ့နော်ဟိုလိုမျိုးနေမကောင်းနေတာမျိုးမဟုတ်ပဲနဲ့ကျွန်မဒီလိုထိုင်ပြီးပြန်ထားလို့အဆင်ပြေတာမျိုးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒီလိုဟိုပါမကိုကျတော့ကျွန်မဗီဒီယိုဖိုင်ဒီတနာရီလေးတွေလုပ်ပြီးတော့မှသူတို့ပေးတယ်ပေါ့လေအခုဒီတလစာသူတို့ရှိအောင်ပဲပေါ့တလစာဆိုကျွန်မအဲ့လိုမျိုးတွေတော့ဟိုနောက်ဆုံးလမှာဆိုအခုဆေးရလိုပဲပေါ့နော်ဟိုကျွန်မတို့စတွေကလည်းဟိုဟာဖြစ်ထားပြီးသားပဲဥပမာတစ်နှစ်လုံးစာဘယ်လောက်ဆိုရင်အဲ့ဒီကာလရောက်သွားပြီဆိုကျွန်မတို့အဲ့ဒီ tuition လခါမယူတော့ဘူးစရတယ်ပြောထားပြီးသားပဲတော့အဲ့ခါကျတော့ကျွန်မတို့ဥပမာတကယ်တော့ယူမယ်ဆိုရပါသေးတယ်မပြည့်သေးပါဘူးအဲ့ကာလကိုဒါပေမဲ့လည်းကျောင်းသားတွေမှလည်းဝင်ပြီးတော့ဆောင်းဝဲနီးလို့ရှိရင်သူတို့လေးလည်းပေါ့နော်တစ်ဖက်တစ်လမ်းကနေသုံးလို့ရအောင်ဆိုပြီးတော့မှကိုတလလောက်ကိုကဗီဒီယိုဖိုင်ပဲပေးရတယ်ပါဝါမှာကျတော့ပဲဆိုတော့ပါဝါကကျတော့ဟိုဘယ်လိုပြောမလဲလူလည်းနဲတယ်ပေါ့နော်နဲတဲ့ခါကျတော့ဟိုသူတို့အတန်းနဲ့ယူရတဲ့ဆရာကတတ်ရှိနေမှာပေါ့ကိုစီမှာလာပြီးတော့မတက်ဘူးဒါပေမဲ့သူတို့ဒီဗီဒီယိုဖိုင်တွေကြည့်တာတော့ကိုသိတယ်ပဲဆိုတော့ဗီဒီယိုဖိုင်တွေကိုဝင်ကြည့်တယ်ဘာညာဆိုမြင်နေရတယ်လေဒီဟိုကနေပေးထားတာဖြစ်တဲ့အတွက်လေနော်အဲ့တော့ဒီတန်းနေလဲကျမတို့အဲ့လိုမျိုးပဲအခုတော့နည်းနည်းခဏပြီးခံတော့ပေါ့နော်ကျမတို့ကဒီ6လပိုင်းအကုန်ကြီးကဒီပါဝမ်းအတွက်ကိုစူးစမ်းပန်းစားနေပေါ့နော်အဲ့လိုမျိုးဒီ BEN ရောကျမ BEN ရော audit တွေရောသင်တာဖြစ်တဲ့အတွက်လေအဲ့ခါကျတော့ဟိုဘက် BA တန်းမှာလည်းအဲ့လိုပဲဒါပေမဲ့ကျမတို့မသင်တာမဟုတ်ဘူးကိုတက်နိုင်ကိုရဲ့သင်ရမယ့်အချိန်တော့ကျမတို့သင်မှာအဲ့အတွက်ကြောင့်မလို့ကျမမတင်ဟိုမထိုင်နိုင်တဲ့အချိန်ပေါ့နော်အဲ့လိုမျိုးအချိန်ကြားတဲ့ခါကျတော့နည်းနည်းနားလိုက်ရင်အဆင်ပြေသွားတယ်ပြန်တင်ပေါ့ဒါပေမဲ့ចောင်းသားကျတော့ကျမအခုတင်လိုက်တယ်ခဏနေအခု7နာရီမှတင်တဲ့ခါကျရင်နောက်1နာရီပြန်တင်ဆိုအဆင်မပြေပြန်တော့ဘူးလीနော်နောက်ကျရင်တော့နည်းနည်းအချိန်နေကြည့်ရမှာပေါ့1နာရီတင်ခဏနာပြီးမှ1နာရီပြန်တင်ဆိုကျမဗီဒီယိုဖိုင်ရလည်းဇက်ရှုပ်တယ်သိလားအဲ့လိုမျိုးနေကြမို့လို့နည်းနည်းတော့ဟိုဟာဖြစ်ပြီးတော့ဒီ6လပိုင်းကုန်လောက်ဆိုတော့ကျမတို့ဒီပတ်2ကိုပဲ emphasize လုပ်ပြီးတော့ပြန်သွားမှာပေါ့နော်။ तू က17လပိုင်းကုန်လောက်မှာဖြေရမယ်ထင်ပါတယ်အဲ့စာမှုွယ်လေအဲ့ကကြကျမတို့ကအခုဆိုလို့ရှိရင်6 9 8 9 10ပေါ့9လရှိအောင်မှာပေါ့နော်အဲ့တော့ကျမရဲ့ audit ကတော့စိတ်မပူနဲ့ကျမအဲ့ဒီထဲမှာလဲဟိုဟာဟို case တွေကိုလည်းပေါ့နော်မိကုံးဟောင်းနေတယ်ကျမပြန်တင်ပါပါအဲ့ဒီမှာပါနေတဲ့ case မှန်သမျှဒီစာအုပ်တစ်အုပ်လုံးကိုလည်းပြောမှာပါဒီကြားထဲမှာတော့ကျမဘာဖြစ်လို့ theory တွေပဲပြောနေတာလဲဆိုတော့ကျမဟိုဘက်ကိုနည်းနည်း emphasize လုပ်နေတာမလို့ဒီဘက်ကို theory ပဲပြောတာဖြစ်တယ်เนาะအဲ့တော့အရှိမအခုကြားထဲမှာဝင်လာတဲ့လူတွေမှာ video file တွေရှိတယ်ဆိုလဲလေကိုကဒီလို theory ပဲစက်တိုင်းမကြည့်ချင်ဘူးဆိုလို့ရှိရင် case တွေရဲ့ကျမ file လေးမှာပိတ်မဲခံရေးပေးတာတယောက်ချင်းကိုပြန်ပို့တဲ့ကောင်မှာเนาะအဲ့ဒါလေးတွေကဘာလဲဆိုတော့အဲ့လိုလေးပြန်ကြည့်စေချင်တာပေါ့နော်တကယ်လို့ကိုကမေ့သွားခဲ့ပြီ group audit နဲ့ပတ်သက်ပြန်ကြည့်မယ်ဆိုတော့အဲ့ group audit ရဲ့ video တော့အခုဆိုကျမအကြံတစ်ခုပေးချင်တာက group audit တွေပါဆိုနည်းနည်းမေ့နေလောက်ပြီအဲ့ကကြရင်အခုလက်ရှိပုံမှန်တက်နေတဲ့လူတွေကအဲ့လိုမျိုး
group audit တွေဘာတွေကိုလေနည်းနည်းပြန်ဖတ်ပါလားပြန်ဖတ်ပြီးတော့ကျမတို့ဒီဟိုဘက်ကာလာကြလို့ရှိရင်အဲ့ဒီမိနေတဲ့နောက်ဝင်လာလူတွေရတယ်ပြန်တင်ရသွားမှာပေါ့နော်ကျမတို့တစ်ချိန်လောက်ပေါ့2 နာရီလောက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ gist လေးတွေထုတ်ထားကျမတို့ရေးထားပြီးသားလေနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမပြန်ဖတ်ပြီးတော့မှတေချာပြန်ပြီးတော့မှအဲ့ chapter 5တို့6တို့ကိုလည်းပြန်ပြောပေးမယ်ဒါတွေကကျတော့ပါတီမှာပါတဲ့စာတွေပေါ့အဲ့တော့အခုဂျားမှာဖြန့်ဝင်လာတဲ့လူတွေဆိုအဲ့ဒါလေးတွေလည်းမရှိနေမှာဆိုလို့ပေါ့နော်အဓိကတော့ဘလို့ပဲအရှိမတင်ခဲ့ဒီလူဆိုတာ3 လလောက်စာဖတ်လိုက်တာနဲ့အဲ့စာကကို့ခေါင်းထဲကကြက်ပြောက်ငက်ပြောက်သွားခဲ့တယ်ဆိုတော့ကျမတို့ကစာကိုစာလို့မှတ်နေတာတကယ်တော့အဲ့ဒါတွေကစာဆိုတာကတကယ်ကို့အလုပ်တွေအဲ့ဒါတွေကအလုပ်လုံးမမေ့သွားမှာအဲ့ဒါကျမခုနပြောတွေ့လား PPE ဆိုလို့ရှိရင်ဟိုးစာကတည်းကနေဒီ PPE ဝယ်တဲ့အခြေအနေတွေကိုစဉ်းစားဟုတ်တယ်မလားကျမတို့ကအဲ့တော့အဲ့ဒီဟာတွေအကုန်လုံးပြန်တွက်ရောင်းတော့မယ်ဆိုရင်လည်းပဲရောင်းချမယ် cost တွေကိုနှုတ်ဟုတ်တယ်မလားအဲ့တော့ဒီစီးနေမှာပေါ်ထားတဲ့ Canyon Avenue နဲ့ဒါနဲ့ကိုနှိုင်းရှင်အဲ့လိုမျိုးတွေပေါ့နော်အဲ့ကကြောက်လို့ရှိရင်ကျမတို့ကဒီစာလေးတွေကိုကြက်တာပဲအလွတ်ကြီးကြက်တာဆိုလို့ရှိရင်ခုနပြောတဲ့ဟာမျိုးတွေဘယ်ချိန်မှာ depreciation မတွက်တာလဲ depreciation ဆိုတာက method ကိုအရင်နဲ့မှတ်ခဲ့မှာ depreciation method ဘယ်နှမျိုးရှိလဲအဲ့ဒါမျိုးမေးခွန်းမျိုးက CPA တွေမမေးနဲ့လေ CPA တွေသင်ခဲ့တာကျမတို့အဲ့လိုသင်ခဲ့တာနေမဟုတ်ဘူးနော်ဆရာတွေလည်းလို့မသင်ဘူးမလားအဲ့ဒါဘာလို့အဲ့လိုမျိုးတွေ CPA တွေကိုလည်းပြန်မေးတာနော်အဲ့ဒါတွေနော်ကျမတို့လာမမင်းနဲ့ကျမကိုကပြန်ပြောမှာအဲ့ခါကျရင်အဲ့တော့ non current assets ကို held for sale ကိုတတ်မှတ်ဖို့ဆိုပြီးသူကရောင်းဖို့စစ်တဲ့ ready to sale ဖြစ်နေရမယ်နော်မဖြစ်နိုင် ready to sale တစ်ခါမှအင်ပြတာပေါ့ကွယ်ခုနလိုမျိုးပြီးတဲ့ခါကျလို့ရှိရင်ဒါအင်တွေကလည်းများတယ်နော်အဲ့တော့စင်းလုံးလိုက်ပြီးတဲ့နောက်ပိုင်းမှာလူတွေကိုလည်းမယုံတော့တယ်လို့မျိုးဘယ်ဟာမှလည်းမယုံတော့ဘူးလင်းပြောရင်သိလားအဲ့ဒါပဲဆိုတော့ကိုကတော့ဒီလိုမယုံချင်ပဲနဲ့နေလို့အဲ့လိုမျိုးလုပ်တာမဟုတ်ဘူးနော်တကယ်ကကျတော့လေလုံးလိုက်သမျှတိုင်းလုံးလိုက်သမျှအလိမ်တွေပဲတွေ့နေရတာကိုပြောမယ်ဆိုလို့ရှိရင် misstatement တွေပေါ့ပြောမယ်ဆိုရင်အဲ့ misstatement မှာပြန်ဖတ်ပါ frost တွေ error တွေကိုပါဝမ်းစာအုပ်ထဲမှာကြွမ်းကြမ်းချင်းပြန်ဖတ်တော့ဒီနေ့မှာပြန်ပါလိမ့်မယ်အဲ့ဒီ frost နဲ့ပတ်သက်တဲ့ကိစ္စအဲ့တော့ကျွန်မ frost ဆိုတဲ့ထဲမှာကျွန်တော်တို့အခု IS တွေနဲ့ပတ်သက်ပြီးတော့လဲ case တွေပြော audit risk ပဲပေါ့သူကခေါင်းစဉ်တိုက်တော့ audit risk ပဲဖြစ်နေမယ်အဲ့တော့ကျွန်မနေ sensitive procedure တွေကိုမပေးရသေးဘူးထင်နော်ပါဝမ်းလုံးဝဟာတွေလေ video file တွေဒီလားကျွန်မအဲ့ဒါတွေကိုလည်းပဲနည်းနည်းဂျားထဲမှာလေဟိုဖြစ်တဲ့ချိန်ကျကျွန်မပေးပါမယ်။ဒါဆိုဟို page number လေးလည်းပြန်ပြောပေးပါမယ်။ဘယ်နံပါတ်ကနေဘယ်လောက်ဆိုပြီးတော့လေအဲ့လည်းကျွန်မပါဝါမှာအခုတင်နေလို့နောက်ဆက် procedure ကျွန်မ10 book ရှိတယ်။အဲ့ဒါလေးတွေကြားချင်ဟိုကျွန်မစီမှာပါဝါတော့တင်ခဲ့တဲ့ဒီထဲမှာကျွန်မစီမှာတက်ခဲ့တဲ့လူတွေကနည်းပါတယ်။ပါဝါတော့တက်ခဲ့တဲ့လူတွေနည်းပါတယ်။အဲ့ကြောင့်မလို့ဒါနေနဲ့ပတ်သက်ပြီးတော့ပြန်လေ့လာစေပတ်2မှာနေကျွန်မပါဝါတော့ case တက်ကြီးကိုပြန်ပါသွားတာတော့အခုဒီ 40H ဘက်မှာ40H ဘက်မဟုတ်နော်47 batch ကဖြည့်တဲ့လူတွေပေါ့အဲ့တော့အခု 40H ဘက်ကလူတွေဖြည့်မှာနော်အဲ့ကကြတော့ကျမတို့ကပါ1စာပတ်2စာခွဲချမနေပဲနဲ့ဥပမာပေါ့ကိုကခေါင်းစဉ်တစ်ခုပဲ topic တစ်ခုပဲစဉ်းစား flow step ပတ်သက်လို့ရှိရင်ငါဘာတွေသိသွားပြီလဲအဲ့လိုစဉ်းစားမှာနော်ငါ ordinary step ပတ်သက်ပြီးတော့ငါပါ1တော့ဘာတွေသင်ခဲ့လဲအခုငါဘာတွေလုပ်ရမလဲဒါမျိုးပဲစဉ်းစားဒါဆိုကျမတို့ပို့ပြီးတော့ကျွမ်းကျင်လာလိမ့်မှာနော်အဲ့ကကြတော့နောက်တစ်ခုကကြတော့ဗာလဲ ethics ဒါ substantive procedure going consent နော် audit evidence ဒါမျိုးကိစ္စတွေပြီးတော့ကျမတို့နောက်တင်မယ် audit report တွေပေါ့နော်ကျမနောက်တစ်ပတ်ကျအာရုံရတယ်အဲ့ audit report ကိုကျမကြော်တင်အောင်ပါသိလားကျမကဘယ်လိုလဲဆိုတော့ idea တစ်မျိုးရှိတယ်ကျမဒီစာတစ်ခုကိုဖတ်ရတာများတယ်ကျမကိုယ်တိုင်လည်းစိတ်မဖတ်ချင်တော့ဘူးဒါပေမဲ့စာဆိုတာကလည်းဒီ audit evidence chapter ကအရေးကြီးဆုံးပဲဒီ part 2မှာဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ကျမတို့ကဒါနဲ့ပတ်သက်ပြီးတော့ case တွေလည်းပြောရမယ်လည်းပြောရမယ်ဆိုတော့ဘယ်လိုပြောမလဲနည်းနည်းတော့emphasize လုပ်ရတာပေါ့နော်အဲ့ခါကြလို့ရှိရင်ចောင်းသားကလည်းပဲဒါကြီးပဲဆရာမဒါကြီးပဲပြောနေဆိုတာနည်းနည်းဟိုဖြစ်သွားမှာပေါ့ကျမစာအုပ်တွေကစိတ်ပူစရာမလိုလေစာအုပ်ကရှိပြီးသားဆိုဟဲ့ဟိုစာမျက်နှာလှန်လိုက်ဒီလိုရေးလိုက်မယ်ဒါပေမဲ့ note စီတော့လည်းလိုက်ရေးတော့ရေးပါမလားမသိပါဘူးတချို့တွေကြားကျမပြန်ကြားတယ်ဒီမှာလဲစာအုပ်ကြီးရှိပြီးသားဘာလို့ရေးရမှာလဲတကယ်တော့အဲ့ဒီလိုက်ရေးခိုင်းနေဆိုတာကကျမပြောလိုက်တဲ့ဟာကိုနားလဲလားနားမလဲဘူးလားအဲ့ဒီတမှာပြန်ပြီးတဲ့ခါကျတော့မှကိုယ့်ကိုပေါ့နော်တင်လိုက်တဲ့ချိန်ရဲ့စာနဲ့ပြန်ပြီးတော့ analyze ပြန်လုပ်တဲ့သဘောပေါ့သိလားစာကို absorb ပြန်လုပ်တဲ့သဘောအခုပြောနေတဲ့အချိန်မှာကိုလွတ်သွားတဲ့အချိန်မှာဒီလိုဗမာလူလေးပြောလိုက်တဲ့အချိန်ပြန်ရှင်းပြတယ်အဲ့ဒီအချိန်မှာ तू ကြားလိုက်သလားမကြားလိုက်ဘူးဆိုရင်လိုက်ရေးလို့ပြောတဲ့အချိန်မှာ तू လိုက်ရေးတယ်ဆိုရင်ဘာပြောလေ तू မှတ်မိတာပေါ့အဲ့လိုပြောချင်တာသိလားအဲ့ဒီမှာရေးလိုက်ရတဲ့အချိန်မှာမှတ်လိုက်တဲ့အမှတ်သားမတူဘူးဒါကြောင့်မို့လို့လိုက်တော့ရေးစီချင်တယ်ဟိုဖြစ်ခဲ့တဲ့ဆာမရေးကောင်းမရေးနော်လိုက်ရေးပြီးလိုက်ရေးနေတဲ့အချိန်မှာပြောလိုက်တဲ့စကားလုံးအခုပြောသွားတဲ့ concept အခုဒီမှာဆိုရင်ဖြစ်နိုင်ခြေများတယ် highly probable ဖြစ်နိုင်တယ် probable ဆိုတာက possible နဲ့မတူဘူး probable ဆိုတာက90%နဲ့ကြော်သွားတဲ့သဘောပေါ့နော်အဲ့တော့ management မှာရောက်ဖို့အစီအစဉ်ကိုအတည်ပြုထားပြီးသားဖြစ်ရမယ်ပြီးတော့ဝယ်ဖို့လူကိုလည်းရှာနေပြီးသားဖြစ်ရမယ်ရောင်းဝယ်တာပြောတာဘာမှလည်းမလုပ်ငုတ်တုတ်ကြီးထိုင်နေအဲ့ဒါမျိုးဟိုရောင်းဝယ်ဆိုတဲ့ဒီ head force တွေမှာလာထက်လို့မရဘူး
fair value နဲ့ဆင်တူတဲ့ဈေးနဲ့ market မှာ promote လုပ်ပါမယ်။တစ်နှစ်အတွင်းမှာရောင်းချနိုင်ရမယ်။ plan ကိုပြင်ဆင်ခြင်းရုပ်သိမ်းမှုဖြစ်နိုင်မှုနည်းပါရမယ်။သိလားဟို plan လုပ်ချပြီးပြီဆိုလို့ရှိရင်လူတွေကလေ plan ကိုအောက်သွားမှာတအားကြောက်ကြတယ်ပေါ့နော်။အဲ့ကကြောက်ရှင်ဒီ plan ကိုဟိုဟာမျိုးတွေသွားလောက်ကြတာပေါ့အဲ့တော့အဲ့ဒီအချက်တွေမပြည့်မီဘူးဆိုရင် access ကို health for sale ဆိုပြီးတော့မှတတ်မှတ်လို့မရပါဘူးเนาะအဲ့ဒီအချက်တွေဒါလေးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ recommendation တွေမှာလည်းရေးလို့ရတာဖြစ်တဲ့အတွက်ဒါလေးဆိုဟိုဖြစ်ပြီးတော့သေချာမှတ်တာเนาะဒါကိုယ့်ရဲ့ဒါဟိုမှာဗလဲဒီ audit မှာပဲသုံးရတာမျိုးမဟုတ်ဘူးဟိုဘက်မှာလည်းပဲသုံးလို့ရပါတယ်အဲ့တော့ဒီဟာမှာလေကောင် financial year end ရောက်သွားပြီးဆိုမှဒီ criteria တွေဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တော့ disclosure မှာတော့ရေးရမှာပေါ့နော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာဖြစ်လာခဲ့တဲ့ဆိုတာဒါတို့ ISH ပါဆို justin event and justin event ဆိုတဲ့ကိစ္စရပ်ပေါ်မူတည်ပြီးတော့ပဲဒါလေးတွေကိုပြောရမယ် SSO ရဲ့အကြောင်းအရာကိုဖော်ပြပြီးတော့မှရောင်းချမှုလုပ်ငန်းစဉ်နဲ့အခြေစဉ်အရဖော်ပြမယ် IFIH ရ reportable assessment မှာပါမယ်ဆိုရင်ဖော်ပြမယ်เนาะဒါတွေကနောက်ပြောတယ်မှာပါလိမ့်မယ်เนาะအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့notes ကတော့ဘယ်နှရေးပြီးသွားလဲမသိဘူးအဲ့မှာနောက်တစ်ခုကကျတော့သူကဘာလဲဆိုလို့ရှိရင် variant use တို့ဘာတို့ကလေ impairment loss တွေကပြောခဲ့ပြီးသားเนาะအဲ့ကကျတော့နောက်တစ်ခုကဒါ PPE ကို disposal လုပ်တဲ့အပိုင်းပေါ့နော် PPE ဒီနံပါတ်9တွေပါတော့ဟိုမလုံးနဲ့တော့နံပါတ်9တွေပါတွေကဟိုရေးဒါတော့မှတ်ထားတဲ့သဘောပေါ့နော် PPE ကို disposal လုပ်မယ်ဆိုလို့ရှိရင် method က2မျိုးရှိတယ် abundance နဲ့ sale နဲ့ပေါ့နော်အဲ့ဒါနှစ်ခုကိုလိုက်ရေးမှလိုက်ဒီဟာမှာမြားလေးနဲ့လည်းရတယ် disposal မှာလုပ်မယ်ဆို2မျိုးရှိမယ်စလောလိုက်ရတာနဲ့ဒါဒီတိုင်းပဲပေါ့နော်ပတ်စံမရလိုက်ဘူးစလောလိုက်ရတာနဲ့ရောက်ချလိုက်ရ2မျိုးရှိမယ်အဲ့တော့ abundance ရဲ့ definition က assets ကို permanently withdraw for use လုံးဝကိုမသုံးတော့ပါဘူးဒါဒီဟာအနေနဲ့ပေါ့နော်ဟိုလောက်ရမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတဲ့အခါကျတော့ example အပြည့်တော့ machine ကို scratch ဆိုတာကဟိုဒီ set ကအသုံးပြုလို့မရလို့ဟိုဖြတ်စည်းလိုက်တဲ့သဘောပေါ့နော်အဘယ်နဲ့ဆိုအဲ့လိုအနေထားမျိုးဒါကတော့တတ်စာအုပ်မပေးထားတာမရှိပါဘူးကိုယ့်ကိုလိုက်ရေးရတဲ့ item မှာလိုက်ရေးချင်လိုက်ရေးပေါ့နော်အဲ့တော့လူတွေကဗာလဲဆိုတော့ဟိုစာမဗမာလိုရေးတယ်ဒီမှာအင်္ဂလိပ်လိုရေးတယ်ဒါမျိုးတွေပေါ့နော်တကယ်တော့ဒါလေးတွေကတချို့တွေကြားလဲအင်္ဂလိပ်လိုလေးတွေကိုနည်းနည်းဟိုဖြစ်တဲ့လူတွေဖြစ်တာဖြစ်တဲ့အတွက်နော်စာမှာအဲ့ဒီမျိုးပါတဲ့အခါကျလဲကိုကထည့်ရေးပေးလိုက်တာနော် accounting treatment ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်စာအုပ်ထဲကနေပြီးတော့မှထုတ်ပြမယ် cost မှာထုတ်ပြ accumulated depreciation accumulated တော့ဒါ carrying value လို့ပြောလိုက်ပြီးပြီလေ cost to accumulated depreciation လို့ဆိုတာ cost ရတဲ့ accumulated depreciation နှုန်း accumulated impairment loss နှုန်းလို့ရှိရင် carrying value ရမယ်အဲ့တော့စီးရင်တင်တာကဘာပဲဆင်းနေမယ်ဆိုရင် gain on loss or disposal လုပ်ရင်ရှုံးတာလည်းရှိမယ်မြတ်တာလည်းရှိမယ်နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်ဒီ abandon လုပ်ရင် solo လိုက်ရပြီဆိုရင်ဒီ access ကျန်နေအ disclosure လုပ်ရမယ်ဘာအကြောင်းအကြောင်းမို့လို့ဒါဒီလိုမျိုးလုပ်လိုက်ရပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေတော့ disclose လုပ်ရပါမယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒါလေးရေးလိုက်အောင်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ depreciation stop လုပ်တာက stop when abandoned or derecognize ဖြစ်တဲ့အချိန်မှာ depreciation stop လုပ်မယ်အဲ့တော့ဒါဒီအပေါ်ကဘိုင်းလေးရှင်းပြပြီးဆိုရင်ဘာလဲဆို audit procedure ပေါ့နော်အဲ့ဒါကဘာလဲဆို audit procedure အနေနဲ့ကကြတော့meeting minutes တွေကြည့်မယ်management ကရောအတည်ပြုထားတာလား management approval ရဲ့နောက်တစ်ခုကဘာလဲဆို resolution ရဲ့နော်ဒါဘာကြောင့်မလို့တခါကျချို့လုပ်ငန်းတွေမှာ
အဲ့လိုမျိုးဖြတ်သိမ်းတဲ့လုပ်ငန်းတွေလုပ်တဲ့ကိစ္စတွေရှိတယ်နော်အဲ့ကိစ္စတွေအတွက်လားပေါ့ပြီးလို့ရှိရင်နောက်တစ်ခုက review access register အဲ့ဒါဘာလဲဆိုရှင် तू က access register ကိုreview လုပ်တဲ့အခါမှာเนาะဘာကိုပြန်ကြည့်ရမလဲဆိုတော့ကိုကြည့်တဲ့အပိုင်းလေးတွေကိုတစ်ပိုင်းစီခွဲတာเนาะဒါမီတင်မီနစ်ကိုကြည့်ပြီးတော့မှဒါတွေကိုကြည့်မယ်မီတင်မီနစ်ကိုကြည့်ရင် management ရဲ့ approval တို့ resolution တို့ကိုကြည့်မယ်နောက်က asset register ကိုကြည့်မယ်ဆိုလို့ရှိရင် depreciation ကိုရလိုက်တဲ့အချိန်မှာ access ကို remove လုပ်လိုက်တဲ့ဟို access register ကိုကြည့်ပြီးတဲ့အခါကျတော့ depreciation ကို store လုပ်လိုက်တဲ့အချိန်တို့ access ကို remove လုပ်လိုက်တဲ့အချိန်တို့ပြီးတဲ့အခါကျတော့မှတကယ် physical ကိုပေါ့နော်inspection ပြန်လုပ်တဲ့အခါမှာ confirm no longer use เนาะအဲ့ဒါပတ်သက်ပြီးတဲ့အခါကျတော့ရေအခုသူအသုံးမပြုတော့တာမှန်လားဒါရောင်းဖို့အတွက်ဒီလိုမျိုးလုပ်လိုက်တာလားပေါ့နော်ဒါခုနကပြောတဲ့ဟာလေးကိုဒီမှာစစ်တဲ့ပုံစံလေးတွေပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကရေးမှတ်ရင်းနဲ့ပေါ့နော်depreciation disposal လုပ်ရင် PPE ကို disposal လုပ်ရင်ဒါဒီလိုတွေတော့ရှိတယ် health for sale ပြောင်းမှာဆို health for sale ရဲ့ criteria ဒီလိုရှိတယ်အဲ့အတွက်ကိုစစ်တဲ့အခါမှာဘယ်လိုအထောက်အထားလေးတွေကိုကြည့်ပြီးတော့မှဒီလိုစစ်ရတယ်ပေါ့နော်နောက်ကကြတော့ဗာလဲဆိုတော့ sale of PPE IFRS 5ပေါ့နော်ဒါ PPE ရဲ့ IFRS health for sales classification ကဒီ carrying value နဲ့ fair value less cost to sell ရဲ့နည်းတဲ့ item ကိုသူကစဉ်းစားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေရာမှာသူ့ရဲ့ depreciation ကိုဘယ်လိုတွက်မလဲဒီနေရာမှာเนาะအဲ့တော့ဒီဟာလေးရေးလိုက် health for sale ရဲ့ classification အဲ့တော့ဒါကလည်းပဲတခါကြရင်ကိုကဟိုဆက်စချင်းတင်မှာတော့မှတ်မိနေတယ်နောက်ကျတော့ဖြည်းဖြည်းနဲ့ပြန်မေ့ပြန်ရောအဲ့လိုမျိုးတွေပေါ့နော်အဲ့ကကြတော့ဒါလေးတွေလည်းဟိုဖြစ်ရမယ်အမြဲတမ်းပေါ့မှတ်မိနေရပေါ့နော်အဲ့ကကြတော့မှဒီ carrying value အပေါက်ကိုလည်းကိုကရှာတက်ရမယ်နောက်ကကျတော့ depreciation က health for sale classify after ဒီလိုမျိုးလို့ဆိုရင် depreciation လုပ်စီရမလို့တော့ဘူးအဲ့တော့ presentation နေနဲ့ဘယ်လိုပြရမလဲเนาะ separate line item in SOFP เนาะသူ့ကိုတီးချာ non current asset health for sale ဆိုတာကိုအဲ့တော့ဒီလိုမျိုး health for sale လုပ်မယ်ဆိုလို့ရှိရင် depreciation ဘာတွေလုပ်ရမလဲဘယ်လိုဖော်ပြရမလဲဒါတွေကိုပြန်ပြီးတော့ gist ပြန်ထုတ်တဲ့သဘောเนาะပြီးတော့မှ health for sale ရဲ့ criteria အားလုံးနဲ့ပြည့်စုံမှလည်းဒါကို health for sale ဖြစ်ဟိုလုပ်မယ်နော်အဲ့လေရေးမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့သူ့ရဲ့ criteria ကအခုလက်ရှိမှာ available for immediate sale အခုလက်ရှိမှာပဲဒါ access ready to sell ပေါ့နော်အခုလက်ရှိမှာရောင်းဖို့ဟဖြစ်နေပြီလားဒါအင်္ဂလိပ်လိုနဲ့ရေးရင်တော့ကိုကြီးမှတ်မိနိုင်မယ်ထင်တယ်နော်
အဲ့ဆိုလို့ရှိရင်သူရဲ့ say highly probable ကဖြစ်နိုင်တဲ့ evidence ကဘာလဲဆိုလို့ရှိရင် management committed to say အခုရောင်းတော့မှာလား active by yourself เนาะခုနစကားလုံးမှာလည်းပါပြီးသားခုနဗမာလိုအခုကဒီဟာမှာအင်္ဂလိပ်လိုအတူလေးပြန်ရေးထားเนาะ marketed as reasonable price say expected within 1 year တော့တစ်နှစ်တွင်းရောင်းဖို့စီစဉ်ရှိသလား unlikely withdraw or plan ဘာလဲဆိုရင်ဒီ plan ကနေပြီးတော့မှ plan ကမဖြစ်နိုင်တဲ့ဟိုဖြစ်နေသလားပေါ့နော်အဲ့ဒီနေရာမှာတကယ်လို့ဒီ criteria အနေနဲ့မကိုက်ဘူးဆိုလို့ရှိရင်သူ health for safety classify လုပ်လို့မရပါဘူးအဲ့တော့တကယ်လို့အဲ့ criteria နဲ့ဒီဟိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူ့ကိုဒီ year end နောက်ပိုင်းမှာတိခဲ့တယ်ဆိုလို့ရှိရင်သူ့ကို disclosure ပဲလုပ်တော့မယ်ဆိုတဲ့သဘောပေါ့နော်အဲ့ခါကျတော့ဒီနေရာမှာတကယ်လို့ plan change မလားပေါ့ plan change မယ်ရောင်းဖို့ကိုကပထမတော့ရားလာတဲ့ရောင်းဖို့ဒါပေမဲ့နောက်ပိုင်းကျရင်မရောင်းတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်ဆိုရင်လည်းပဲဒါတွေကိုဟိုလုပ်ရမယ်နော်အဲ့ခါကျတော့ဒီကတော့ notes ကတော့လိုက်ရေးမှတ်ချင်လဲရေးမှတ်ပေါ့လေနော်ခုနအစာမှာလည်းပဲတခါတည်းဖတ်မယ်ဆိုလည်းဖတ်ထားလို့ရတယ်အဲ့ဒါကအဲ့တော့ပြီးလို့ရှိရင်ဆရာမအခုဒီမှာခဏရလိုက်မယ်နော်ပြီးလို့ရှိရင်ဟိုဟာမှာအခု video file တစ်ခုထပ်ပေးမယ်အဲ့ဒီ video file ဆက်ကြည့်လိုက်အဲ့ဒါကပတ်ဝန်းမှာတင်နေတဲ့ highlight note စာအုပ်တော့မရှိဘူးပေါ့ဒါပေမဲ့အဲ့ဒီဟာကိုနားထောင်ကြည့်တဲ့ခါကြာလို့ရှိရင်ဒီဗီဒီယိုတနာရီ4နာရီလောက်နားထောင်လိုက်လို့ရှိရင်အဲ့ပတ်ဝန်းစာတွေအကုန်လုံးကတခါလေးရောက်သွားမှာဒါပေမဲ့တပတ်တည်းနားထောင်ပြန်တော့လဲဘယ်လိုမျိုးဖြစ်နေမှာဆိုလို့ခွဲပြီးတော့မှပြန်ပြီးနားထောင်ခိုင်းတဲ့သဘောပေါ့နော်အဲ့ကသူတို့ကလည်းအဲ့လိုမျိုးပဲဇက်တိုက်ကြားထဲမှာအဲ့လိုမျိုးတွေမလုပ်ဘူးဟို case တွေပါဖြေခိုင်းပြီးတာမလို့နော်ဒီနေ့ကတော့ဒီမှာပဲခဏရလိုက်မယ်နော်